โอเคအားလုံးမင်္ဂလာပါတက်လာကြပါဒီမှာမိတ်ဆွေတို့မထင်မှတ်ဘဲနဲ့လန့်တော့အောင်ဆိုပြီးတော့ဒီမှာကျွန်တော်ရဲ့ဆရာကိုခေါ်ထားပေးတယ်เนาะအားလုံးမင်္ဂလာပါတက်လာပေးကြပါဆိုတော့ဒီကနေကျွန်တော်ကအရင်ဦးဆုံးစားလို့အောင်မယ်အဲ့ဒါပြီးမှHello အားလုံးမင်္ဂလာပါ Hello အားလုံးမင်္ဂလာပါနေကောင်းကြလား Hello အားလုံးမင်္ဂလာပါအတန်ကောင်းပါတယ်ဟောပေါ့နည်းနည်းလေးလူများလာပြီးမှပြောတာကောင်းတယ်နော်ဟုတ်ပါဆဲဟုတ်တယ်10ရောက်လောက်နည်းနည်းပပဆောင်ရတာပေါ့ဟုတ်တယ်ဟုတ်အားလုံးမင်္ဂလာပါတက်လာပေးကြပါဒီမှာဆရာကိုဖေးထားနော်ကျွန်တော်တငယ်ချင်းဆရာလည်းဖြစ်တယ်ကျွန်တော်တငယ်ချင်းလည်းဖြစ်တယ်ကိုဖေးထားနော်အားလုံးsurprise ဖြစ်အောင်ဆိုပြီးတော့ကိုဖေးထားတယ်အပေးကြပါခဏစားတော့မယ်နော်10ရောက်လောက်ဆိုရင်10ရောက်15ရောက်ဆိုစားတော့မယ်အခုပဲ live လွှင့်ထားတာ10 minute တော့မပြည့်သေးဘူးsecond ပိုင်းပဲရှိသေးတယ်အားလုံးတက်လာကြပါပြီးတော့ share comment အဖြစ်ပါဝင်အပေးကြပါဒီညတော့အထူးအစီအစဉ်ဖြစ်ပါတယ်နော်တက်လာပေးကြပါပြီးတော့ဒီဗီဒီယိုကိုလည်း sharing အဖြစ်တော့ကောကူညီပူနိုင်တယ်အပေးနိုင်တယ်โอเคဆိုတော့ကျေးဇူးပါโอเคရောက်လာကြတဲ့မိတ်ဆွေတို့အားလုံးကိုဒီကနေ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်မင်္ဂလာမနေ့ကမင်္ဂလာညနေ good morning good evening everyone အားလုံးကိုကြိုဆိုပါတယ်ဒီည live အစီအစဉ်ကတော့ဒီမှာမိတ်ဆွေတို့အားလုံးလန့်ပြီးတော့အော်တော့အောင်ဆိုပြီးတော့ကျွန်တော်ကဘာမှကြုံညာလည်းမထားဘဲနဲ့တခါတည်းဆရာကိုခေါ်ပေးထားတာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးထုံးစံတဲ့အတိုင်းကျွန်တော်တို့ channel ကလူတစ်တွေခဏရောက်လာတယ်လူဟောင်းနဲ့လူတစ်တွေကအမိသားရှိနေတဲ့တွေ့ကြောင့်အနည်းငယ်လဲကျွန်တော်တို့ဒီမှာမြင်တွေ့နေတဲ့ဆရာကိုmessage ဖူးရန်ကျွန်တော်အနည်းငယ်ခေါ်ချင်တယ်ဆရာအနေနဲ့နေပပmessage ပေးလို့ရမလားအဲ့ဒါကိုအချိန်လေးယူပြီးတော့ message ပေးချင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အများတို့တီးပြီးသားမြင်ပြီးသားဖြစ်မှာပေါ့မတိမမြင်သေးတဲ့လူကလည်းအခုမြင်မှာပေါ့ကျွန်တော်ကတော့2015နှစ်ကုန်ပိုင်းကစပြီး2016ပဲထားပါအခုချိန်ထိကျွန်တော်တို့ချင်းအမျိုးသားရေးကိုမရပ်တည်ပြီးမှပြောလာတဲ့ကျွန်တော်နာမည်ကတော့တင်းဟဲလို့လည်းခေါ်တယ်ဝါကောက်ဆယ်လီလို့လည်းခေါ်ပါတယ်အတိကတင်းဟဲနဲ့ဝါကောက်ဆယ်လီပါပဲလူတိများလာဆိုတော့ကျွန်တော်နာမည်ကတော့ဝါကောက်ဆယ်လီပို့ပါဟုတ်ကဲ့ပါအခုလိုပဲကျွန်တော်ချင်းလူမျိုးနဲ့ပတ်သက်ပြီးခါမှပေါ့နော်အချင်းယူပြီးမှနားထောင်ပေးကြတယ်ကျွန်တော်ချင်းလူမျိုးတွေကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြောဆိုတယ်ဆိုတာကျွန်တော်ချင်းလူမျိုးတွေရဲ့စိတ်ထဲမှာစီးလုံးစေခြင်းလို့ညီညွတ်စေခြင်းလို့အမျိုးသားရေးစိတ်သက်ရှိစေခြင်းလို့ပြောတာဖြစ်တဲ့အတွက်နားထောင်ပေးတဲ့လူလည်းအကုန်လုံးကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးပါအထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ဒီညမှာတော့ယူရှင်းလေးနဲ့ကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီညပြောမယ့်ဟာကဒီမှာလာကြည့်ရှုနေတဲ့မိတ်ဆွေအားလုံးတိပိတာဖြစ်မှာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအမေတန်ကျွန်တော်တို့ချင်းပြည်ရဲ့အမျိုးသားရေးအကြောင်းတော်လှန်ရေးအကြောင်းကိုပြောနေတဲ့သူတွေဆိုတော့အားလုံးခမှန်ပိတာဖြစ်မှာပါသူနည်းသူဆိုပဲကျွန်တော်တို့ဒီညမှာလည်းပဲယူရှင်းလေးပဲနိုင်ငံရေးအကြောင်းကိုဆွေးနွေးတော့မှာဖြစ်ပါတယ်အထူးသဖြင့်ချင်းပြည်ရဲ့မြို့သားရေးတော်လှန်ရေးအကြောင်းတွေကိုကျွန်တော်တို့လည်းလှမ်းနေတယ်လို့ဆွေးနွေးပြီးတော့အချင်းစီအဆုံးထိဆက်လက်အားပေးကြပါပြီးတော့ကျွန်တော်တို့အချင်းစီတဲ့အချင်းလေးကိုကျွန်တော်တို့ဖက်ပြီးတော့ကျူစားပြီးတော့ကျွန်တော်တို့လက်ထက်နိုင်ဆုံးဒီလိုမျိုးစီစဉ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့လည်းအချင်းပူတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ချင်းပြည်တော်လှန်ရေးမြန်မာပြည်တော်လှန်ရေးကဒီတိုင်းကြည့်နေလို့မဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းအတက်နိုင်ဆုံး
လူကြည့်တဲ့လူလောလောဆယ်မှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်တို့လောက်ရမယ်လောက်ကလောက်ရတော့မှာပဲအဲ့လိုပဲဆုံးဖြတ်ချက်ထားတဲ့အတွက်ကြောင့်ဒီကလည်းဒီလူပဲစီလောက်ထားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့စီဦးစွာခဏနေမှာ comment ကိုကျွန်တော်အနောက်မှာပြန်ဖတ်ပေးမယ်အခုအရင်ဆုံးကျွန်တော်တို့တွားမှာကအခုလောလောဆယ်မှာကျွန်တော်ဆရာကူမေးချင်တာကကျွန်တော်ချင်းပီရဲ့တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ဆရာကအရင်ကလေးကနဲ့ချင်းမြို့သားရေးနဲ့အေတက်တော်တွေနဲ့အကြောင်းတွေကိုတော်တော်လဲပြောလာခဲ့တယ်ဆိုတော့အခုလောလောဆယ်မှာကျွန်တော်တို့ခဏပြောနေတဲ့အေတက်တော်တွေရဲ့လောက်ရက်တွေကဒီကဘာတိတိုင်းတိပီတိဖြစ်ပြီးတော့အခုလောလောဆယ်မှာရိုဟင်ဂျာတွေကလည်းအေတွေကိုဖိအားပေးလာတာပေါ့နော်ကဘာကလည်းဖိအားပေးလာတယ်ဆိုတဲ့ခါကျတော့ဒီအေတွေကိုဒီလိုမျိုးနိုင်ငံတကာအဖြစ်တို့လောကောင်ကျွန်တော်ချင်းပီတူအဖြစ်တို့လောကောင်ဖိအားပေးတဲ့အခါမှာသူတို့ရဲ့ sit in စေတဲ့ပန်းဆိုင်ရာတွေမှာအစပေါ့နော်အဲ့ဒါတွေသူတို့ဘယ်လိုအခြေအနေဖြစ်နိုင်မလဲဘယ်လောက်ထိဒီဖိအားတွေပေါ့နော်တွေကသူတို့အပေါ်ဘယ်လောက်ထိတရုပ်မှုရှိမလဲပေါ့နော်အဲ့ဒါလေးကိုဘယ်လိုသုံးသပ်လို့ရမလားသုံးသပ်ပေးစေချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အမြဲတမ်းပြောနေကြအတိုင်းပေါ့နော်ကျွန်တော်တို့အမျိုးသားရေးထိခိုက်နေတာတဲ့အရာတွေကိုကျွန်တော်မပြောလာတာဖြစ်တယ်အခုမေးတဲ့အားပေါ့ဒီကျွန်တော်တို့ချင်းအမျိုးသားတော်လှန်ရေးမှာဒီရခိုင်တပ်တို့ပါဝင်လာပြီးခါမှာကျွန်တော်ချင်းလူမျိုးတွေကဒီလိုပေါ့အခုချင်ပိုးဆိုးလာတဲ့ကွဲပြားမှုတွေရှိလာတဲ့ဟိုဟာနဲ့ပတ်သက်ပြီးပြောချင်တာကတော့ဒီရခိုင်အနေနဲ့ဒီဟိုဟာပေါ့သူ့ရဲ့ရခိုင်ပြည်နယ်မှာဒီရိုဟင်ဂျာနဲ့ပတ်သက်ပြီးမှလည်းဒီဟိုလူပေါင်းရာခဏတတ်တဲ့ဆိုမှဒီနိုင်ငံတကာရဲ့ဟိုဟာပေါ့သတင်းတွေမှာလည်းမြင်နေရတယ်ပြောဆိုတာတွေဟိုတွေ့နေရတယ်ဆိုတော့ပြောချင်တာလည်းရိုဟင်ဂျာနဲ့လည်းသူ့မှာကရခိုင်ပြည်နယ်မှာကြီးကျယ်ပြဿနာတက်နေတယ်လို့မြင်တယ်သူကတပိုင်ပြီးတော့ကျွန်တော်ချင်းပြည်နယ်မှာလည်းဒီချင်းပြည်သူကအခုဆိုတော့ဒီအေကိုလုံးဝလက်မခံတဲ့အပိုင်းကြီးဖြစ်လာတဲ့အချိန်မှာကျွန်တော်အမြင်ကိုပြောရတော့ဒီအေအနေနဲ့သူ့ရဲ့ပြည်နယ်မှာသူ့ဟာသူပဲဟိုမနဲ့ဒီသူ့ရဲ့စစ်တပ်ရဲ့ရိုဟင်ဂျာရဲ့ဟိုအရေးကိုပဲသူဖြည့်စင်းတင်တယ်အခုချိန်မှာကျွန်တော်ချင်းပြည်သူကအေကိုလုံးဝအလိုမရှိနေတဲ့ချိန်မှာပေါ့အဲ့လောက်ထိချင်းပြည်သူတွေပြောတယ်ဆိုတဲ့ဆိုရှယ်မီဒီယာပြောတဲ့တူတယောက်ချင်းစီပြောတယ်ဆန္ဒတွေပြပြီးခါမှာဟွာပေါ့ချင်းအေထွက်တော့ဖို့ပြောဆိုနေတဲ့အချိန်မှာတကယ်လူကြီးလူကောင်းပြီးသားလို့ရှင်ကျွန်တော်အမြင်ပြောတယ်အေးဆေးထွက်ခွာသွားတယ်အေးဆေးထွက်ခွာသွားပြီးမှသူကတကယ်လူကြီးလူကောင်းပြီးသားပြီးခါမှာသူကဥမာနော်ဒီစီရေးရဒီချင်းပြည်နယ်ကအသုံးမပြုလို့မဖြစ်ဘူးလက်နဲ့ခရမ်းတဲဆောင်ဖို့စာနာရေးခါတဲဆောင်ဖို့ဆိုချင်းပြည်နယ်ကိုနေရာယူခြင်းနဲ့ဆိုရင်ဒီပလဲဝနယ်ကိုနေရာယူခြင်းနဲ့ဆိုရင်တောင်မှဒီကျွန်တော်မချင်းအစိုးရရှိတယ် CIACF ရှိတယ်သူတို့နဲ့ပူးပေါင်းဆောင်ရွက်ပြီးခါမှဟောဒီဟိုချင်းပြည်နယ်ကိုအသုံးပြုတယ်လှုပ်ဆောင်တယ်ဆိုတော့ဘာမှပြောစရာမရှိပါဘူးအခုကကျွန်တော် CIACF ကိုကျွန်တော်တို့ရဲ့ဆိုဒီဖြစ်စေကောင်းဒီဖြစ်စေကျွန်တော်တို့ရဲ့အမျိုးသားဟိုတပ်ဖြစ်တဲ့ကျွန်တော်ချင်းအမျိုးသားတပ်ဦးဖြစ်တဲ့ CIA နဲ့ကြတော့ရန်သူလို့ဆက်ဆံတယ်တိုက်ပွဲတွေဖြစ်တယ်ဒီချင်းညီနောင်နဲ့ပေါင်းတယ်ချင်းညီနောင်နဲ့ပေါင်းတာကိုချင်းညီနဲ့ပေါင်းတယ်ဆိုပြီးခါမှဒီဟိုမြန်မာနိုင်ငံကကျန်တဲ့တိုင်းသားတွေကိုကျင်းထည့်ပြီးကကျွန်တော်ချင်းပြည်နယ်အရေးမှာဝန်ဆောင်ပြီးမှကျွန်တော်ချင်းလူမျိုးဟိုလက်နက်ကန်အချင်းမကဘူးကျွန်တော်ဘီဒူဒီရောလက်နက်ကန်အချင်းတွေအခုလိုကွဲပြားနေတဲ့အလုပ်တွေလုပ်လာတာတွေကျွန်တော်အနေနဲ့လုံးဝလက်မခံဘူးအခုချင်းပြည်သူကခုဆိုတော့တကယ်ဟွာပေါ့တီတာထင်းဆာကြီးကိုအလိုမရှိလာတဲ့ချိန်မှာကျွန်တော်အမြင်ပြောလုံးဝပြန်ပြီးခါမှသူ့ပြည်နယ်မှာသူအေးအေးဆေးဆေးပြန်ပြီးထွက်ခွာတင်တယ်ဒီလောက်ထိပြောဆိုနေတာကိုသူတို့ကလက်မခံတဲ့ပြင်ဘာကိုဖြစ်လာတယ်လဲဆိုတော့ CIACMF ဘောပဲသူတို့ပို့ပြီးရရှာလာတယ်ပြီးတော့ဆန္ဒပြပြည်သူတွေကိုပို့ပြီးမှသူတို့တိုက်ခိုက်ပြောဆိုဆဲဆိုလာတာတွေ့နေရတယ်ဆိုတော့ပြောင်းပြန်ဖြစ်နေတယ်အမှန်တကယ်စစ်တူမှာကကျွန်တော်ချင်းလူမျိုးတွေကစစ်တူမှာခံနေရတဲ့ချင်းလူမျိုးတွေကစစ်ဆိုးမှာစစ်တူမှာဖြစ်တယ်အခုတော့ပြောင်းပြန်သူတို့ကလည်းချင်းကိုပြန်ပြီးခါမှစစ်ဆိုးတဲ့စစ်တူတဲ့ဆူဆဲတဲ့ကျင်းမောချင်းချောက်တဲ့အစဉ်ဖြစ်လာတယ်ဆိုတော့လုံးဝလွဲမှားနေတယ်လို့မြင်တယ်ဟိုတနေ့ကလည်းကျွန်တော်ပလဲဝရဲ့ဟိုပါပေါ့စီပေးဆောင်နေတဲ့အင်တာဗျူးဒီမှာကျွန်တော်တွေ့ပါတယ်ဟုတ်ဝိုင်းတိုင်ဆွန်AAကချင်းလူမျိုးတွေနဲ့ဝိုင်းတိုင်ဆိုရင်နော်6တောင်းပေါက်တယ်
in console 6တောင်းကောက်တယ်ပြင်ထောင်အင်းဆို2သိန်းကျော်အထိကောက်တယ်နည်းနည်းပါးပါးအင်းကောင်းရာကောင်းလေးဆို3သိန်းအထိကောက်တယ်ပြောချင်တာက6တောင်းကနေနေပြီးမှ3သိန်းကို3သိန်းအထိကောက်တယ်ပြီးတော့လူမနေတဲ့တောင်ရတဲ့နေတာတော့တမမောဟမီဇိုလန်ပြည်နယ်ကိုစစ်ဆောင်သွားတဲ့အင်းဒီကိုအကုန်လုံးဖြိုဖျက်ဖြစ်တယ်ဒါကကျွန်တော်တို့ရဲ့ချင်းအမျိုးသားရေးကိုလာပြီးလုံးဝတော့နောက်ဆက်ပေးတာလုံးဝစိုးကားတာဖြစ်တယ်ဒီချင်းလူမျိုးတွေရဲ့အိမ်ချင်းလူမျိုးတွေရဲ့နေမြေချင်းလူမျိုးတဲ့ဒေသမှာသူကဒီလိုလွတ်ခွင့်မရှိဘူးဘယ်တိုင်းနာကမလက်မကောက်ဒါကျွန်တော်တို့ရဲ့ချင်းအမျိုးသားရေးကိုလုံးဝထိပါစိုးကားတာကျွန်တော်မြင်နေရတယ်ဒါကိုကျွန်တော်ချင်းလူမျိုးတွေကဒီလိုဒီခံနေရတာဖြစ်တဲ့အတွက်ဒီအေကြောင့်ကျွန်တော်ချင်းလူမျိုးတွေထွက်ပြေးနေရတယ်တင်းဆောင်နေရတယ်ဒီပလဲဝချင်းတွေကကျွန်တော်အေရဲ့အတန်ကိုတကယ်ခါးစီးပြီးမှအလူးလဲခံနေရတာဖြစ်တယ်နော်အဲ့ဒါကြောင့်ဒီလိုဒီခံနေရတာဒီလိုဒီတွေ့ဝပြောဆိုနေကြတာမြင်နေတာတွေ့နေတာကိုဒီကလူကြီးတွေကမမြင်ဘူးမတိဘူးဆိုမရှိဘူးသူတို့ရဲ့ဟိုဘောနာမည်ပြက်နေတဲ့ຢာကိုတကယ်ဟိုဖြေဖြောက်စေချင်လို့ရှိရင်ဒီချင်းတော်ကနေမထွက်ရင်တော့မှချင်းပြည်အစိုးရနဲ့ CIA နဲ့ပူးပေါင်းပြီးခါမှာချမ်းနဲ့ပြည်သူကိုမထိခိုက်တဲ့အရာတွေနဲ့ပြည်သူကိုမထိခိုက်တဲ့ဟိုမထိခိုက်အောင်နေပြီးခါမှာစီရေးကိုပို့ဆောင်တင်တယ်အခုကဘောငါတို့အင်အားကြီးတယ်လူအင်အားများတယ်ဆိုပြီးခါမှာချင်းတောင်ကိုလာပြီးမှလုံးဝလူပေါဝတဲ့အလုပ်ကိုလုပ်နေတာတွေ့တယ်အခုဒီသူတို့ကဒီချင်းကြီးနောင်နဲ့ပေါင်းပြီးခါမှာချင်းနဲ့ဟိုမဟာမိတ်ဖွဲ့တယ်ဆိုမှဒီဂျာနဲ့တိုင်းသားကိုကျင်းထဲတယ်တချို့တိုင်းသားတွေကမသိတယ်လို့ချင်းကိုလည်းအပြစ်မြင်တာတွေ့နေရတယ်ဆိုတော့ဒီချင်းပြည်နယ်မှာလာပြီးခါမှာAAရဲ့တိုင်ကို AAရဲ့လို့ရတယ်ဘယ်လိုရှိတယ်ဆိုတော့လာပြီးမှသိစေမြင်စေချင်းနဲ့နော်အခုလည်းဒီ AA ကြောင့်ပြီးခါမှာမီဇိုလန်ပြည်နယ်ကိုထွက်ပြေးသွားတဲ့ချင်းတွေအများကြီးပဲလက်ရှိပဲမတူပြီးမှAA ကိုကြောက်ပြီးထွက်ပြေးတော့ AA ရှိနေသေးပြန်မလာဘူးဆိုမှစစ်ဆောင်နေတဲ့လူတွေတလက်ပုံရှိတယ်အဲ့ဒါတွေကိုဂျာနဲ့တိုင်းသားတွေကလည်းမြင်စေချင်းနဲ့ခုနဆရာမေးတယ်ဗာလေ AA ကအင်အားကြီးတယ်ဆိုတာအင်အားကြီးတာမကြီးတာသူ့ရဲ့အမျိုးသားရဲ့အလုပ်ဖြစ်တယ်တော့သူ့ဟာသူတည်ဆောက်မှပြီးဥမာဟိုဘယ်နေရာဟိုနေရာဒီနေရာတိုက်ပွဲဝင်နေဆိုတာသူ့အလုပ်ပါနော်ကျွန်တော်တို့ချင်းပြည်နယ်မှာကဒီလိုဥမာကချင်မှာပဲစပြီးခါမှသူအေးကိုတီထောင်ခဲ့တာဖြစ်တဲ့တော့ကချင်မှာတိုက်ပွဲဝင်နေဒါသူအထူးဆန်းမဟုတ်ဘူးနော်သူ့ရဲ့ကျေးဇူးရှင်ကိုကူညီတာဒါပေမဲ့ကချင်ပြည်သူကိုသူမထိခိုက်တဲ့အတွက်ကချင်ပြည်သူကိုသူကလူအခွင့်အရေးမချိုးဖောက်တာဖြစ်တဲ့တော့ကချင်ပြည်သူကပြောမှာမဟုတ်ရှမ်းမြောက်မှာလည်းသူကဝင်တယ်ရှမ်းမြောက်မှာနေထိုင်တဲ့ကချင်တွေပဲအများဆုံးနေတာကိုမထိခိုက်တာဖြစ်တဲ့အတွက်ဘာမှကျွန်တော်တို့ကသူတို့ကပြောစရာရှိမှာမဟုတ်ဘူးဘယ်မှာပဲဝင်သူကဟိုနာမည်ယူချင်းလို့ပဲဖြစ်နော်သူကနည်းနည်းနာမည်ကောင်းယူချင်းလို့နေရာတကာမှာဝင်ကူတယ်ဆိုတော့ရှိပေမဲ့ဒါကသူတို့အပိုင်းဖြစ်တယ်ဒါပေမဲ့အခုကျွန်တော်တို့ချင်းလူမျိုးတွေက2016ကစပြီးမှဒီအခုချိန်ဒီ AA ရဲ့လူအခွင့်အရေးချိုးဖောက်မှုဟင်ပန်နေစမှုရန်ဟင်ပွန်အများကြီးရှိတယ်ဟိုတနေ့အင်တာဗျူးမှာကျွန်တော်တွေ့ပါတယ်အခုလို့ဆယ် AA ဖမ်းထားတဲ့ချင်းလူမျိုး80တဲ့8ယောက်ရှိတယ်တဲ့ပြီးတော့ကျွန်တော်တို့ချင်းအမျိုးသမီးတွေကိုလည်းအတိအရမှာချင်းသုံးစာရတောင်းတာနော်အသွင်းဖို့တင်တာနော်မရှိဘဲနဲ့ကြက်ပြီးဆိုမိပါတယ်လက်မခံလဲချင်းချောက်ပဲအတင်းအရမှာယူတာ9ယောက်10ယောက်ရှိတယ်ဆိုမှကျွန်တော်အင်တာဗျူးတွေမှာဒီဘလက်ဝချင်းလူမျိုးတွေရဲ့ဒီတက်ကြီးရွယ်တွေပြောဆိုမှုတွေကျွန်တော်တွေ့နေရတယ်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာကကျွန်တော်ချင်းသူတို့ရခိုင်ပြည်နယ်မှာတော့မှဒီအချင်းအတူတူနေထိုင်နေတဲ့သူတို့ရိုဟင်ဂျာအရေးကိုပဲဟိုစစ်တပ်ရဲ့အရေးတဲ့ရိုဟင်ဂျာအရေးကိုပဲကောင်းမွန်နဲ့သူတို့ကလက်ထက်တယောက်ဖြည့်ဆင်းခြင်းတယ်ဖြည့်ဆင်းစေခြင်းတယ်အခုကျွန်တော်ချင်းပြည်နယ်မှာလာပြီးမှဒီလိုလူအခွင့်အရေးပေါ့မျိုးများစွာကိုချိုးဖောက်ပြီးခါမှဒီလိုကျွန်တော်တို့မှလာပြီးမှချင်းလူမျိုးကိုတွေးခွဲစေမဲ့စကားလာလို့တာကျွန်တော်လက်မခံဘူးအခုလက်တွေ့ပဲလေသူတို့ဝင်လာပြီးမှဒီချင်းညင်တော်ကအေးအားကိုနဲ့ပို့ပြီးမှမယူရဆာလာတယ်ပို့ပြီးမှဟိုဘယ်လိုပြောမလဲကျွန်တော်ချင်းမှာပို့ပြီးခါမှစကားပြောတာကြီးကနည်းနည်းဟိုတင်းမာလာတာတွေ့နေရတယ်အဲ့ဒါအေးအားကိုလို့ဖြစ်တယ်အေးကတာဒီလိုဒီမလုပ်လို့ရှင်ဘာမှဒီလိုဒီကျွန်တော်ချင်းမှာပြဿနာဖြစ်ကြလဲအကြောင်းမရှိပြီးတော့အေးကထွက်သွားခြင်းနဲ့ချင်းညင်တော်ကတားလို့ပါအေးကထွက်သွားခြင်းနဲ့ကျွန်တော်တို့ကတားတာပါဆိုတဲ့ဟာတွေကဂျာနဲ့ကလေးတွေရှေ့မှာသွားပြောလိုက်ကျွန်တော်ရှေ့မှာလာမှာပြောလိုက်ဒါတွေကစီရဲ့အရာထွိတ်တုံးတဲ့ဟာတွေနော်ဒါတွေကကျွန်တော်တို့ကဟိုနတ်နေပြီးသားပြောစရာမလိုတော့ဘူးနော်ဟိုမွေးခါစားကလေးသွားပြောအေကထွက်တော့ခြင်းနဲ့ကျွန်တော်တို့ကတားထားလို့ပါဆိုတဲ့ဟာတွေကအလကနော်အေနာမည်မပြတ်အောင်ချင်းပြည်သူတွေဒီလောက်ကန့်ကွက်နေတာကိုဟိုအဖြစ်အောင်ဂျာနဲ့လူပြောတွေတိအောင်ဟောသူတို့ကကာကွယ်ပြီးပြောပေးတဲ့စကားတွေဒါကကလေးအထားကလေးကလားစကားတွေဖြစ်တဲ့ကျွန်တော်လက်မကဘူးနော်ဖြစ်ဒီလောက်ထိကျွန်တော်ချင်းလူပြောတွေကကန့်ကွက်နေတဲ့ကြားထဲမှာဒီလောက်တဲ့အပြိုးဆိုခံနေရတဲ့ကြားထဲမှာ
လူကအေးဆေးဆေးထွက်ခွာသွားခြင်းမပြုဘူးချင်းပြည်အစိုးရနဲ့လည်းပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးအဲ့ဒီအပြင်ကိုဆက်ပြီးမှကျွန်တော်ချင်းလူမျိုးတွေပဲယာမူတာတက်ခိုက်တာတွေ့နေရတယ်အဲ့ဆိုလုံးဝမှားရောတဲ့အလုပ်အေးရဲ့လို့ရလုံးဝမှားရောတယ်လို့ကျွန်တော်မြင်တယ်ပြီးတော့အခုဟိုခဏခဏပြောတယ်ခလေးကဟိုတရားဟိုဆရာ6ဖားနဲ့ကချင်ဆရာပဲပြန်လို့ပေးတယ်ကချင်ဖြစ်နေတယ်ဆိုပြန်လို့ပေးတယ်အားလုံးပေါင်း9လပိုင်းကနေနေမှာဒီကြားထဲမှာဖမ်းထားတာလဲအခုအတိလက်လက်ဖမ်းထားတာ23ယောက်ရှိတယ်ဒါဒီကိုလည်းပြန်ပြီးမှထွက်ပေးစေချင်တယ်ဒါဒီကချက်ရခိုင်နဲ့ဘာမှမသက်ဆိုင်မှုမရှိဘူးဒါချက်လူမျိုးတွေဖြစ်တယ်သူလည်းဘလို့မှအဆမှုသက်ဆိုင်မှုလည်းမရှိဘူးနာမည်ကအဝေးကြီးချင်းနဲ့ရခိုင်ဘာမှလည်းမဆိုင်ဘူးပြီးတော့မနေ့ကမနေ့တနေ့ကကိုချုပ်ထောပြနိုင်ပြောတာတွေ့ပါတယ်နော်သူတို့ရခိုင်လူမျိုးတွေကိုဆုံးမတာတွေ့ပါတယ်နော်ကျွန်တော်တို့ဘလဲဝချင်းမီနဲ့ဘလဲဝကိုကျွန်တော်နေရယူတာကနော်ကျွန်တော်တို့ရခိုင်တပ်တော်အနေနဲ့မနေမဖြစ်လို့စီရေးအရာနော်နိုင်ငံရေးရစီရေးရလုံးဝမနေမဖြစ်လို့နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလုံးဝဒီအဆောင်လွဲလို့မရနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရခိုင်တဲ့အနေနဲ့နော်လူမျိုးရေးပလိဘက်ကဖြစ်အောင်တော့စူဆဲတာတွေရေးသားတာတွေအပြိုးအဆိုရဲစိမ့်တဲ့အပြုမှုတွေချင်းပြည်အစိုးရကိုပါစူဆဲကျင်းမောရဲစိမ့်တဲ့အပြုမှုတွေကိုလုံးဝမလုပ်ရဘူးဆိုတော့သူတို့ရခိုင်လူမျိုးတွေကိုကောင်းဆုံးမတာတွေ့တယ်ဘာလို့လဲဆိုရခိုင်လူမျိုးတွေကသူတို့ချင်းပြည်နယ်ပဲသူတို့လည်းပြောမှာပဲဆိုတဲ့အသိစိတ်မရှိဘူးတအားကြီးရဲစိမ့်ကြလုံးတာတွေ့နေရတယ်ဟိုချိုးထောမြနိုင်ကလည်းအဲ့လိုပြောလာဆိုတော့တချို့ရခိုင်လူမျိုးတွေလည်းစင်ချင်းစေချင်တယ်လို့ကျွန်တော်ပြောချင်တယ်အဲ့လောက်ပဲတောင်းတပေးတာသူပဲကျေးဇူးတင်ပါတယ်အခုနောက်ဆုံး point လေးမှာပြောထားတဲ့အတိုင်းဒီသူတို့ခေါင်းဆောင်ဖြစ်တဲ့ဘူချုပ်ထုမြင့်နံကိုတိုင်ကလည်းသူတို့ရဲ့ငေသားတွေကိုဆုံးမစကားပြောတော့ဒါတော်တော်လေးထိရောက်မှုရှိတယ်ပြီးတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေဆရာတော်ကပဲဖြစ်အထူးသဖြင့်ဒီဆရာပေါ့နော်ဒီအေနဲ့ဒီသူတို့ရဲ့ချင်းပီကသူတို့ရဲ့လောက်ရတဲ့ကိုတော်တော်လေး online ကနေပြောပေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ချင်းပီသူတွေလည်းတော်တော်တီးတယ်လို့တီးပြီးတီးလို့ပြီးကျွန်တော်လည်းထင်တယ်ပြီးတော့သူတို့ဖက်မှာလည်းဒီ social media ရဲ့ pressure ကြောင့်သူတို့ဖက်မှာလည်းတော်တော်လေးဖိအားရှိတယ်ပြီးတော့ပြုတ်ပြင်ပြလဲတဲ့အရာတွေကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့ဆုလူတာကဒီ social media ကတော်တော်လေးအလောက်ဖြစ်ပါတယ်ဆိုတဲ့ဟာပေါ့နော်ဆိုတော့အဲ့ဒီထဲမှာတခုကAA စစ်တပ်တွေ AA တွေကဒီအခုကောက်တဲ့အထဲမှာဆရာပြောတဲ့အထဲမှာသူတို့ကအခုကောက်တဲ့အင်အခုအမှန်ဆိုရင်ဒီအင်အခုတွေကချင်းအစိုးရကကောက်ရမယ်အဲ့ဒီတွေ့ကြောင့်တခြားတော့လက်နဲ့ကင်တွေကကူပြီးမလားပြီးမှအခုကောက်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချင်းပြည်အစိုးရကောက်ရမှာဟာဖြစ်တဲ့အတွက်ကြောင့်ဒီချင်းပြည်အစိုးရကဘယ်လောက်အရေးပါကြောင်းပေါ့နော်ပြည်သူတွေကိုဘယ်လိုတုံးတက်ပြည်သူတွေကိုဘယ်လိုချက်ပြစေချင်တယ်လဲကျွန်တော်တို့ချင်းပြည်မှာအစိုးရတရားဝင်လောက်ထားတာရှိတယ် CC အဲ့ဒီချင်းပြည်အစိုးရကဘယ်လောက်အရေးပါကြောင်းပြည်သူတွေကဘယ်လောက်ထိဒီအရာတွေကိုအရေးကြီးကြောင်းကိုပြောတုံးတက်စေချင်တယ်ပြီးတော့ဒီ AA ကထွက်သွားချင်နေတာပဲမဲ့ဟိုအဖွဲ့တွေကတားထားတယ်ဆိုတဲ့ဟာကကျွန်တော်ကိုယ်တိုင်တော့မှယုံချင်နေတာအဲ့ဒါကတော်တော်လေး point ထိတယ်လူတွေတော်တော်များများပေါ့နော်တကယ်လားသူတို့ကတကယ်တားလို့သူတို့အမှန်ဆိုသူတို့တကယ်ပြင်ချင်တယ်လားပေါ့နော်ဒီရလေဒါတကယ် point ထိတယ်ဆိုတော့အဲ့ဒါဒီသူတို့တားထားတဲ့အကြောင်းရပြီးတော့ဒီလိုမျိုးတခြားတော့လက်နဲ့ကင်ကကုပြီးမှာအခုကောတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီချင်းပြည်စုရဘယ်လောက်အရေးပါကြောင်းပြည်သူတွေကဘယ်လောက်ထိချင်းပြည်စုရကိုအားပေးတင်ကြောင်းတုံးတက်ပေးလို့ရမလားဟုတ်ကဲ့ရပါတယ်ဒီကျွန်တော်ချင်းပြည်အစိုးရအနေနဲ့ဒီဘယ်လောက်ထိအကျုံးဝင်တယ်လဲဆိုတာကျွန်တော်တခုပြောချင်တာခုအခွန်အင်ခွန်ရခွန်ကောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာတော့ဒီကျွန်တော်တို့လူမျိုးတစ်မျိုးမှာအစိုးရဆိုတာလိုတယ်လိုတယ်နော်လိုတယ်မကြိုက်ဒီဖြစ်စေကြိုက်ဒီဖြစ်စေကျွန်တော်လူမျိုးတစ်မျိုးမှာအစိုးရဆိုတာလိုတယ်ကျွန်တော်တို့ခင်ဗျားတို့
လူမျိုးတိုင်းတိုင်းသားတိုင်းကပြောနေကြတယ်ကျွန်တော်ဖက်ဒရယ်ဒီမိုကရေစီလိုချင်တယ်ကိုယ်ပဲအုပ်ချုပ်ဖို့လိုချင်တယ်ကိုယ့်အကန့်ကြမ္မာကိုဖန်တီးချင်တယ်သူဒီစီအစိုးရလက်အောက်မှာကျွန်တော်မနေချင်ဘူးလူအခွင့်အရေးဆုံးတယ်တန်းလူအခွင့်အရေးမရှိဘူးပမာတကြချင်းတကြဟိုပါလွယ်စကပုံအဲ့လိုပဲကျွန်တော်တို့နေချင်တယ်ဆိုမှကြွေးကြော်လာကြတယ်ကြွေးကြော်လာတဲ့ချိန်မှာဒီရဲ့ကြွေးကြော်ချက်ကကျွန်တော်တို့မှာအဲ့ရဲ့ကြွေးကြော်ရဲ့နောက်မှာနောက်ကွယ်မှာဘာဒီရှိတယ်လဲဆိုတော့ကျွန်တော်ချင်းလူမျိုးတွေသဘောပေါက်ပုံမရဘူးကျွန်တော်ဒါဒီလိုချင်တယ်လို့ပြောတယ်နော်အာနာစီအမြင့်ပြုတ်ဖို့လဲပြောနေကြတယ်အဲ့တော့ကျွန်တော်တို့မှာဘာဒီလိုလာတယ်လဲကိုပြည်နယ်ကိုလူမျိုးဖွံ့ဖြိုးတိုးတက်ဖို့နော်ကိုလူမျိုးကိုစီမံခန့်ခွဲအုပ်ချုပ်ဖို့ကကျွန်တော်တို့မှာအစိုးရတရားဆိုတာလိုကိုလိုလားလုံးဝမရှိမဖြစ်လိုကိုလိုတယ်အဲ့ဒီမှာကျွန်တော်တို့အစိုးရတရားဆိုတာကဥမာအရေးပေါ်ရအစိုးရခန္ဓာရှိမယ်နော်ရေစီအရင်ကတည်းရှိလာတဲ့အစိုးရရှိမယ်ဘလို့ဟာမျိုးပဲရှိကောင်းတာဖြစ်ဆိုးတာဖြစ်ကျွန်တော်တို့မှာအစိုးရဆိုတာလိုကိုလိုတယ်မကောင်းရင်လည်းကျွန်တော်တို့လက်ခံမယ်လက်ခံပြီးခါမှကျွန်တော်တို့ချင်းအမျိုးသားချင်းမှာကျွန်တော်တို့ဒီအစိုးရရှိမယ်လွှတ်တော်ရှိမယ်တရားရေးရှိမယ်ဒီဟာတွေမှာကျွန်တော်ဖြည့်ရှင်းရမယ်လို့ဖြစ်တယ်ဒီဟာကကျွန်တော်ချင်းလူမျိုးအရေးကဒီတိုလိုင်းနဲ့ဘာမှမဆိုင်ဘူးတိုလိုင်းနဲ့တော်ရိုးကိုပြီးပြောလို့မရဘူးဘာကြောင့်အုတ်ချုပ်ရေးဒီကျွန်တော်ချင်းနေမှာဖွဲ့တယ်လဲဆိုတာလိုအပ်လို့ဖွဲ့တယ်လေဘာလို့ပြည်သူ့အုတ်ချုပ်ရေးမှာတော့စီမံခန့်ခွဲဖို့တော့အလွယ်တကူဟာပေါ့အလုံးလုံးဖွဲ့တော့ပြည်သူ့အုတ်ချုပ်ရေးဖွဲ့တာဒီလိုပဲကျွန်တော်လူမျိုးတစ်မျိုးမှာအစိုးရဆိုတာနော်ဥမာလုံးဝတည်မြဲလဲတည်မြဲမယ်မတည်မြဲလဲမတည်မြဲဘူးလိုအပ်လို့အစိုးရဆိုတော့ဖွဲ့တယ်အစိုးရဖွဲ့မှာသူစင်ငယ်အလုံးလုံးမှာဖြစ်တဲ့တော့အစိုးရဆိုလိုဒါကျွန်တော်ချင်းလူမျိုးတွေကလက်ခံရမယ်မကောင်းရင်လည်းလက်ခံမယ်ကောင်းရင်လည်းလက်ခံမယ်ဒါကဘယ်အချင်းဖြည့်စရမလဲကျွန်တော်ထွတ်တော်ရှိလာတဲ့ချိန်မှာကြိုက်တာမကြိုက်တာဖယ်ထုတ်မယ်ပြုတ်ပြီးမယ်ပြောင်းလဲမယ်ဒါကကျွန်တော်တို့ရဲ့အမျိုးသားရေးဖြစ်တဲ့တော်လိုင်းနဲ့ဘာမှမဆိုင်ဘူးတော်လိုင်းနဲ့ကျွန်တော်တို့ရဲ့ချင်းပြည်အစိုးရနဲ့ရိုးကိုပြီးမှပြောနေတာတွေ့တယ်ပြီးတော့ဒီအခွန်ကိစ္စမှာဒီပလက်ဝါဒီမှာအဲ့လို AA ကဝိုင်းတဲ့အင်ကို6တောင်းကနေ3သိန်းအထိကောက်တယ်အင်ကောင်းရောက်ဆို3သိန်းအထိကောက်တယ်ဒါဒီကဘယ်နေရာမှာဘယ်ဒေသမှာမရှိဘူးဘယ်နေရာဘယ်ဒေသမှာမရှိဘူးကျွန်တော်ချင်းမျိုးသားကြီးကိုလုံးဝလာထိခိုက်တယ်ဒါချင်းပြည်အစိုးရအနေနဲ့မှာအခုချိန်မှာလဲဒါတွေကကြမပြန်ပြီးမှလှုပ်ဆောင်ဖို့လိုတယ်အစိုးရအင်ခွန်ရခွန်ကောက်ရင်လဲရဲ့ထောင်ကနန်းအောင်ရှိမှာဘူးတို့ရဲ့ထုံးစံဥပဒေမှာပြထားနာတာကနော်10ကနန်းအောင်မပြီဘူးနော်10ကနန်းအောင်မပြီဘူးဒီအင်ခွန်ရခွန်ကောက်တယ်ဆိုတာအခုလိုလုပ်တာကျွန်တော်အမျိုးသားကိုလုံးဝထိခိုက်တာဖြစ်တဲ့တော့အခုချိန်မှာကျွန်တော်ချင်းပြည်အစိုးရဖြစ်တယ်ရှိနေတဲ့ချိန်မှာဒီဘလက်ဝဘက်ကိုလုံးဝလက်လူရှူပြီးငါတို့သွားရင်ဒီအေးရဖမ်းမလားတတ်မလားဆိုတဲ့အားဒီကြောက်စိတ်တွေကိုဖျော်ပြီးမှအဲ့ဒီနယ်မြေတွေကိုလည်းကျွန်တော်ချင်းပြည်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကကိုလူမျိုးအတော့ကိုရဲဝုန်းမနဲ့သွားစေခြင်းနဲ့သွားပြီးမှလှုပ်ဆောင်စေခြင်းနဲ့ပြောဆိုခြင်းနဲ့စီမံခန့်ခွဲစေခြင်းနဲ့ဒီတိုင်းပဲတဏှာထဲမှာနေပြီးမှပြောနေတော့ကိုကဝမ်းမှာပဲလုံမှာပဲနော်မလူမျိုးတစ်မျိုးမှာအစိုးရမရှိရင်အုပ်ချုပ်တို့မရှိဘူးအုပ်ချုပ်တို့မရှိတဲ့ချင်းကဒီလိုခြံစည်းမလုံးတယ်လို့ခံစားဖြစ်လာမှာအဲ့လိုဖြစ်လာတဲ့ချင်းကတော့ဒီလိုသူတို့ကလုံမှာပဲလေအေးကလုံမှာပဲသူကဟာနေတယ်လေ CIA ကလည်းမမီးဘူးချင်းပြေသွားလည်းမပြီးဘူးအဲ့လိုဖြစ်တယ်ပါကျွန်တော်ဆိုဆဲပြီးလဲဘလောက်ပဲပြောလူတွေကဘလောက်ပဲဝေဖန်မှုရှိဒါဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဒါဝန်ရှိတဲ့လူကြီးတွေကိုယ်တိုင်ကဒီနယ်မြေဒီဒေသမှာမကျင်လည်ဖို့မလုံဆောင်ဖို့မလုံစားဘူးဆိုတော့ကျွန်တော်ပြောတာလည်းလကားပဲဖြစ်မှာဟိုကတော့လုံဆရာစီလုံမှာတောင်းဆရာစီတောင်းနေမှာပဲနော်ဘာဖြစ်လို့ဆိုတော့အခုကျွန်တော်ဘလဲဝဆိုတော့သူတို့ကကြည့်လိုက်အခုဆိုလဲရက်ခိုင်တဲ့အများကြီးပြည်လာထဲမှာနော်ရက်ခိုင်ဒီဘလဲဝထဲကိုရက်ခိုင်လူမျိုးတွေကအကုန်မောင်းသွင်းမိခါမှာလူမရှိတဲ့အိမ်တွေကိုအကုန်လုံးတက်နေခိုင်းတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီစစ်ပေးဒုက္ခတွေကပြန်ချင်းလို့အေးကိုထွက်ခွာပေးပါဆိုဆန္ဒပြတဲ့ချိန်မှာအေးကထွက်ခွာသွားဖို့နေတာရက်ခိုင်လူမျိုးတွေကိုဘလဲဝထဲပေါထုတ်ပြီးလူမရှိတဲ့အိမ်တို့တကားတွေရိုက်ဖြစ်ပြီးမှသူတို့ရက်ခိုင်လူမျိုးတွေကိုနေခိုင်းတာတွေ့တယ်မြင်နေရဆိုတော့အဲ့မှာဘာကိုဖြစ်လာဆိုတော့ခင်ဗျားတို့ချင်းလူမျိုးတွေဘာပြောငါတို့စော့ခုပါစငါတို့လှုပ်ချာလုပ်မယ်ဆိုတဲ့အောင်မြင်နေရတယ်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာကျွန်တော်တို့အခုချိန်ပဲချင်းပြည်နယ်အစိုးရရှိတာဖြစ်တဲ့တော့အဲ့မှာပဲဟာတို့သန္တလန်တို့ဒီကွန်လောက်မှာပဲမကျင်လေပဲနဲ့အဲ့အကုန်လုံးအနှံ့နော်အစိုးရလုပ်တဲ့လူကလက်နဲ့ကဲမဟုတ်တဲ့တော့နေရာနဲ့သွားစေရှင်တယ်နော်ကိုလူမျိုးနော်ကိုလူမျိုးဒီလိုသွားလာလို့တတ်တဲ့လူကတော့တရားခံမဲ့ဖြစ်မှာပေါ့အစိုးရတွေတဲ့ထိရောက်သွားစေရှင်တယ်ပြီးတော့ကိုလူမျိုးဖြစ်လာတဲ့ချိန်မှာကျွန်တော်ချင်းပြည်CIA ဖြစ်ကျွန်တော်ချင်းအဖွဲ့အစည်းတွေလက်တဲ့ကဲဒီ CDF ဖြစ်
ဆိုတော့ချင်းလူမှုရဲ့အဖွဲ့အစည်းတွေဖြစ်ပြီးလဲဒီတိုင်းပဲရေငုံတော့ပေးပြီးနေလို့ရှင်တော့နော်ဒီတိုင်းပဲညင်နေတော့လုံးမှာပဲလုံးတယ်လို့လုံးနေမှာပဲဘာဖြစ်လို့ဆိုကိုကမပြောမှမပြောတာပြီးကိုပြီးသူကဘလောက်ပဲငုံဘလောက်ပဲဟိုတေဘလောက်ပဲဒုက္ခရောက်ကိုလူမျိုးမှာတာဝန်ရှိတဲ့လူကမှဘာမှမပြောဘဲနဲ့ငြိမ်ပြီးမှပဲနေလို့ကတော့အလကားပဲနော်တေတဲ့လူကတော့တေမြက်တေမှာပဲအဖမ်းခံတဲ့လူကဖမ်းနေမှာပဲဟိုအဖမ်းခံနေအောင်ပါပဲပြေးတယ်လို့ပြေးနေအောင်ပါဘာဖြစ်လို့ဆိုကျွန်တော်ဟိုလူမျိုးတစ်မျိုးဖြစ်လာပြီဆိုတော့နော်ဒီပါစအများကြီးရေးကြီးတယ်ပြောတယ်ရမယ်ရေးတယ်ရမယ်ဆိုတယ်ရမယ်ကန့်ကွက်နေရမယ်နော်ဒီဟာကအိမ်မသာရေးကြီးတယ်ဒီတော့ညင်ပြီးမှဖះစီမှာပဲစုတောင်းနေလို့တော့ဟိုပြေးတယ်လို့ထွက်ပြေးမြဲဖြစ်မှာဖမ်းတယ်လို့လည်းဖမ်းခံရမြဲဖြစ်နေမှာပဲနော်တေတဲ့လူလည်းတေမြဲတေနေမှာပဲအဲ့ဒါကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ကျေးဇူးတင်တယ်အဲ့ဒါလေးကကျွန်တော်ကိုတိုင်လေးတော်လေးအားရတယ်ဟုတ်တယ်ကျွန်တော်တို့ဒီတော်လှန်ကြီးမှာဒီတိုင်းငိမ့်နေလို့မဖြစ်ဘူးအဲ့ဒီတွေ့ကြောင်းကျွန်တော်တို့အခုကြည့်ရှုနေတဲ့ပြည်သူတွေလည်းငိမ့်ငွေဒီဖြစ်စေအာမိုဒီဖြစ်စေအာနွေဒီဖြစ်စေတခါတလေစိတ်တကြဝန်နေဒီဖြစ်စေမဆောက်တိုင်းမနိုင်မချင်းကျွန်တော်တို့ဒီအဆုံးထိတိုင်းဆက်လက်ပြီးတော့ပေါ်ရမှာဖြစ်တယ်ပြောရမယ်ဆူရမယ်ငင်ခံနေဒီလိုပဲဒီနိုင်ငံတော်အတွက်တက်ပါဆုံးပြီးတော့ဒီလူနဲ့ပဲပြီးတော့မှာဖြစ်တဲ့အတွက်ကြောင့်အခုနောက်ဆုံးလေးပြောတဲ့အချက်လေးကိုကျွန်တော်ကိုတိုင်လည်းအရန်ခွန်းအားဖြစ်တယ်ဆိုတော့သူပဲကျေးဇူးတင်ပါတယ်မြတ်ဝေချင်းအဖြစ် sharing အဖြစ်ပါဝင်အပေးကြရမယ့်ဆွေတွေလည်းသူပဲကျေးဇူးတင်ပါတယ်ဆိုတော့ဒီကြားထဲမှာ comment ကAugustine Paling Bomadoရဲ့ပထွေးဘူးကြီးသူတို့ရှိသေးလားတော့မသိဘူး Hebrew နဲ့သူတို့အတူတူစကားပြောရင်ရမ်းမိတ်မှာပဲနော်ဆိုတော့ Hebrew ဆိုတဲ့ဟာတိလားဆရာ Hebrew ဆိုတဲ့ဟာကဟိုဥစ္စာ line ပေါ်မှာ CNACC တွေကိုပုတ်ခတ်ပြီးတော့ YouTube ပေါ်မှာလည်းပြောတယ်သူကအရင်တုန်းမှာတော့ CC ဖက်ပေါ့နောက်မှလမ်းပြုတ်ပြီးတော့ဟိုဖက်ကဒီတီဒီဖက်ကမောဆက်ပေါလိုပေါ့အဲ့ဒါတိလားမသိဘူးသူနဲ့အတူတူစကားပြောစေချင်တယ်โอเคဆိုတော့အဲ့ဒါလေးဖြေပေးအောင်မလဲကျွန်တော်နေ့တိုင်းထွက်ပါတယ်နေ့တိုင်းစင်ခေါ်ပါတယ်ကျွန်တော်အမျိုးသားရေးနဲ့ဆန့်ကျင်ပြီးမှလှုပ်ဆောင်တဲ့လူဟာဘသူပဲဖြစ်ဘလို့ကောင်မျိုးပဲဖြစ်ဆွေးနွေးရအောင်ဆိုပြီးခါမှနေ့တိုင်းကျွန်တော်စိတ်မခေါ်တဲ့နေ့မရှိပါကျွန်တော်အများအားစင်ခေါ်ပါတယ်ဂျာနဲ့အကြောင်းနေတော့မသိဘူးလို့ကျွန်တော်တို့အမျိုးသားရေးနဲ့ပတ်သက်တော့ဘလို့ပုဂ္ဂိုလ်ကြီးပဲဖြစ်အမျိုးသားရေးကိုဆန့်ကျင်ပြီးမှလှုပ်ဆောင်နေတဲ့လူနဲ့ပတ်သက်ပြီးမှโอเคကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့တော့ရမှာကအခုဆိုနာကျွန်တော်ပြောတယ်လို့ကျွန်တော်ဒီတော်လှန်ရေးမှာတော်တော်လေးချင်းကလည်းကြားတပြည့်ကြားလာတယ် CDF တွေလည်းမောပါလာတဲ့ပြည်သူတွေကလည်းငင်းငွေလာတဲ့ဆိုတဲ့ခါကျတော့ဒီတော်လှန်ရေးကဒီလိုငင်းငွေတိုင်းမောတိုင်းစိတ်တကြတိုင်းထားခဲ့လို့မရတဲ့အတွေ့အကြုံဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ဒီလူပဲနေရင်ကျွန်တော်ချင်းပြည်ရဲ့တော်လှန်ရေးကအခုရှမ်းပြည်ဘက်ကဦးကန်တော်ဝါတော်ပုံစံနဲ့ညာဖြစ်နိုင်သလားပေါ့နော်ဒီချင်းပြည်ရဲ့တော်လှန်ရေးကအေဖက်ကတော့တော်တော်လေးပြုတ်ခဲ့တာတွေရှိတယ်တော်တော်လေးထိရောက်တယ်ဒါပေမဲ့ဒီဟာထဲနဲ့ရက်တက်ပြီးတော့မရဘူးတခြားနီးလန်းတွေမှာအစအကုန်လုံးကျွန်တော်တို့လောက်ဆောင်ရမှာဟာအများကြီးရှိတယ်ဒီလိုမလောက်ခဲ့ရင်ကျွန်တော်တို့ချင်းပြည်တော်လှန်ရေးကဘလူဖြစ်နိုင်တယ်လေဥပမာရှမ်းပြည်မှာဆိုရင်အခုလိုလို့ရှိမှာဒီရှမ်းပြည်ရဲ့9ပုံ3ပုံလောက်ကကူကန်တွေဝါတွေကတော်တော်လေးထင်းချထားတာတွေ့ရှိထားတယ်
အဲ့လိုပုံစံသူတို့ထင်းချုပ်ထားရင်တကယ်ရှမ်းတွေကခေါင်းတော့နှုတ်ဆိုရင်ထောင်းနိုင်မလားမသိဘူးအဲ့လိုမျိုးအခြေအနေဖြစ်တယ်အထူးနိကူဆိုပဲရှမ်းပြည်ရဲ့အခြေအနေကိုတုံးတက်ရင်းနဲ့ကျွန်တော်တို့ချင်းပြည်ရဲ့တော်လှန်ရေးအခြေအနေပေါ့နော်ဘလို့တုံးတက်ချင်းတယ်လေပြည်သူတွေကိုကျွန်တော်တို့ချင်းပြည်သူတွေကိုဘလို့အားပေးချင်းတာလေပေါ့နော်နည်းနည်းတချို့လူတွေကတော့မိုးလေမိုးပန်းပြီးအမျိုးမျိုးပေါ့နော်ငင်းငွေလာပြီးတော့တချို့လူတွေကကောက်ယူမိလေလူပေါ့နော်အစားတော့ဝုံတိုင်းပြိုးစုရလောက်ရပေးရကန်းတဲ့လူတွေဒါပေမဲ့နောက်ကျတော့အမျိုးမျိုးပေါ့နော်ကြောင်မျိုးကြောင့်အားနေလာတဲ့တွေ့ကြောင့်ချင်းပြည်တွေကိုဘယ်လိုအားပေးချင်းတယ်လဲရှမ်းပြည်တွေနဲ့ချင်းပြည်တွေကိုတုံးတက်ပြီးတော့ဘယ်လိုမြင်တယ်လဲပေါ့နော်မြန်မာပြည်ချင်းနဲ့တို့လောကောအဲ့ဒါတုံးတက်ပြည့်ချင်းပါတယ်ဟုတ်ကဲ့ဒီကျွန်တော်တို့ချင်းအရေးပြောတဲ့ရှမ်းပြည်ကြောင်ဆိုအေးဘုံနဲ့နမူနာနဲ့ဆိုရင်ဟုတ်ကဲ့ကျွန်တော်ပြောချင်တာတော့ဒီရှမ်းပြည်နယ်ကတော့ဘယ်လိုပြောမလဲရှမ်းပြည်နယ်အားလုံးကတော့စီးပွားရေးအချက်ချာကြတဲ့နေရာဖြစ်တဲ့ဒီတရုတ်နယ်စပ်လည်းဖြစ်တဲ့တော့ဒီစစ်တပ်ကစစ်တပ်ဘောစီအစိုးရတွေကဒီဖွံ့ဖြိုးတိုးတက်မှုကလုပေးခဲ့တဲ့နေရာတွေကိုစီးပွားရေးလည်းကောင်းတယ်လမ်းမဆက်တွေလည်းကောင်းတဲ့ချင်းကတော့လူမှုနေထိုင်မှုလည်းနည်းနည်းအဆင့်မြင့်တဲ့နေရာတွေဖြစ်တဲ့ချင်းကတော့လူတွေကမြေစုံထိုးနေကြတာမြေစုံထိုးနေတဲ့ချင်းကတော့ဒီအခုနပြောသလိုပေါ့ဒီ MMDA ဆိုတာလဲသူကဘယ်တော့ခါမှဒီကိုပဲသူကအုပ်ချုပ်မဲ့ဘလို့ပါရဆိုတာမရှိလာခဲ့ဘူးနော်1995 96တွေမှာလဲကျွန်တော်အမနေဘူးတဲ့ကျိုးကိုပန်ဆိုင်မွန်ကိုဒေတာတွေမှာနေဘူးတဲ့သူတို့ကပင်းချက်မဲ့တရုတ်ပြည်ဘက်ကိုဝင်ပြေးမဲ့ဒီတော့ဒီအလုပ်ပဲလုပ်ခဲ့တယ်ဒါပေမဲ့အခုကျွန်တော်ရှမ်းပြည်နယ်မှာဘလို့ဖြစ်လာလဲဆိုတော့ဒီဒီရှမ်းလူမျိုးတွေရဲ့ကွဲပြေးတာပေါ့နော်ရှမ်းသားတွေကအမျိုးကွဲပြီးမှဒီ RCSS တို့ SSP တို့ SSPP တို့အဲ့လိုကွဲပြေးပြီးခါမှာအချင်းချင်းပဲတိုက်ပွဲပြန်ဖြစ်လာတဲ့ချိန်ကတော့ဒီအခုမင်းအောင်လိုင်းကလည်းအာနာသိမ့်တဲ့ချိန်ကဒီ MMDA ကလည်းဒီတရုတ်ကလည်းအကွက်ကောင်းကိုမြင်တယ်သူတို့အချင်းချင်းတို့ဖြစ်နေတာဘလောင်ကလည်းဒီ TRA ဘလောင်ကလည်းဒီလိုဖြစ်နေတယ်ဆိုတော့ကိုယ်ပိုင်ပြည်နယ်လိုချင်လို့ဖြစ်ပြနေတဲ့ချိန်ကတော့ဒီဟာတွေကသူတို့ကကောင်းကောင်းမြင်တဲ့ချီတီရှမ်းတွေကဘလို့မှပြန်မလုံနိုင်ဘူးသိတဲ့ချိန်ကတော့အင်အားကြီးတဲ့ဒီ MMDA တွေကဒီရှမ်းမြောက်ကိုမဟာမိတ်ဆိုပြီးခါမှတင်းလိုက်တဲ့ချိန်ကတော့အခုရှမ်းတွေကပြန်ဝင်ဖို့ဆိုတော့မလွယ်ဘူးနော်မလွယ်ဘူးဒီလိုပဲရောင်နဲ့ပဲသူ့ဟာသူဒီလိုပဲနှင်းပေါ်မြများဆိုကြာတော့မှာပဲဒီ MMDA ကသူ့ဟာသူအခုမှဆိုပညာရေးကျမ်းမာရေးအုပ်ချုပ်ရေးတဲ့ဒီဂျိုကုတ်ပန်ဆိုင်မုံကိုတည်တာအကုန်လုံးလုပ်သွားပြီလေသူကဘလို့မှလက်လောမှာမဟုတ်သူလှုပ်ချင်လို့သူကအုပ်ချုပ်ချင်လို့သူကအဲ့နေရာတွေကိုဖြစ်စေချင်လို့သူလှုပ်တာပဲဘလောင်ကလည်းသူ့ရဲ့ဘလောင်ပြည်နယ်ကိုဒီစစ်အာဏာသိမ်းနေတဲ့ချိန်မှာပဲဘလောင်ပြည်နယ်ကိုစစ်တပ်ကတတ်မှတ်ပေးမလားဆိုတဲ့အားနဲ့အတက်ကချနေတာပဲဆိုတော့ရှမ်းပြည်နယ်ရှမ်းပြောချင်တာကရှမ်းလူမျိုးတွေရှမ်းသားတွေကမညီညွတ်တဲ့ဖြစ်တဲ့တော့အခုတရုတ်ကပါဝင်ပြီးမှရှမ်းပြည်နယ်သူတို့ရှမ်းလူမျိုးတွေပိုင်ဆိုင်တဲ့ရှမ်းပြည်နယ်ကိုအင်အားကြီးတဲ့တရုတ်တွေကဖဲ့ထုတ်ပြီးယူနေတာပဲဒါဘလို့မှသူတို့ကမပေးဘူးကွာဆိုပြီးခါမှသူကလည်းရမှာမဟုတ်ဘူးဥမာနိုင်ငံရေးစပွဲဝိုင်းပေါ်မှာရောက်လာတဲ့နိုင်ငံရေးရပြောဆိုလာပြီးဆိုလဲဥမာရှမ်းပြည်နယ်ကတော့ရှမ်းပြည်နယ်ပဲဖြစ်လာမယ်ဒါပေမဲ့နောက်ဆုံးမဖြစ်မနေဒီဟာကရှမ်းသားဒီနဲ့ဘယ်ဟာဒီနဲ့ပေါင်းပြီးပြန်တိုက်မလားဒါမှမဟုတ်သူတို့ကဒီဟာကိုရှမ်းပြည်နယ်ကခွဲပေးရမလားဆိုတဲ့အရှိလာမှာအဲ့လိုရှိလာမှာသူပြန်တိုက်ထုတ်ဖို့ကမဖြစ်နိုင်ဘူးလားဒါမှမဟုတ်ငါတို့ရှမ်းပြည်နယ်ပဲငါတို့ကတိုက်ထုတ်ရမလားမတိုက်ထုတ်ဒီတိုင်းပဲခွဲပေးလိုက်မှဆိုတော့ရှိလာမယ်နိုင်ငံရေးစပွဲဝဲမို့ရောက်လာလေဟိုဘက်ကလည်းမလာမှာပဲနိုင်ငံရေးစပွဲဝဲမို့ရောက်ရင်တော့ဒါချင်းပြည်နယ်ကတော့ချင်းပြည်နယ်စမ်းပြည်နယ်တော့ရှမ်းပြည်နယ်ပေါ့ဒါပေမဲ့အခုလို့ဆရာကဟိုဟာတွေယူသွားတယ်လေအဲ့ဒါကြောင့်ကျွန်တော်တို့ချင်းနေမှာပြောချင်တာအင်အားကြီးတဲ့လူကနော်အင်အားလူကြီးတဲ့လူကယူစမြဲရှိတယ်နော်အင်အားကြီးတဲ့နိုင်ငံတွေအင်အားကြီးတဲ့လက်နက်ကအဖွဲ့အစည်းတွေကနော်အင်အားသေးတဲ့မညီညွတ်တဲ့အဖွဲ့အစည်းပေါ်မှာအဲ့လိုပဲနေရာယူလေအနိုင်ကျင့်လေရှိတယ်ကျွန်တော်ချင်းနေလေအခုကြည့်လေနော်2016ကစားပြီးကျွန်တော်ချင်းနေအေးချမ်းချမ်းနေနေတဲ့အချိန်ကစားမှာဒီပလဲဝမှာဒီ AA ကလူအခွင့်အရေးပုံများဆိုချိုးဖောက်တဲ့အချိန်မှာအခု2020မှာမင်းအောင်လည်းအာဏာသိမ်းတဲ့အချိန်ကျွန်တော်ချင်းလူမျိုးတွေလက်နက်ကင်တွေအများဖြစ်လာတဲ့အချိန်ကျွန်တော်အထင်ပေါ့ကျွန်တော်ချင်းအမျိုးသားရေးတွေကိုထီအောင်နဲ့ပြမင်းမကာကွယ်နိုင်မယ်စောင့်နိုင်မယ်လို့ထင်တာပေါ့ထင်အဲ့လိုမဟုတ်ပဲနဲ့
နော်အေကိုတွားခုံမှာကံပလဲနဲ့မင်းသားနဲ့မအေကိုနေရာနာနေရာပေးတယ်နေရာနာနေရာပေးပြီးမှဟိုဒီ CIA နဲ့ဟို CB နဲ့ဟိုနှစ်ချမ်းကွဲလာပြီးခါမှာအခုလိုဖြစ်တဲ့ချင်းတကယ်လို့များအေကတော့ငါတော့ယူပဲကွာဆိုမှတိုက်လာလို့ဆိုဘာမှတတ်နိုင်မှာမဟုတ်ဘူးနော်ဒီလိုပဲရှမ်းပြည်လိုအဖြစ်မျိုးပဲဖြစ်မှာအဲ့ဒါဘာကြောင့်လဲအတိကရဲ့အခြေခံရဲ့အားနဲ့ချက်ကဘာလဲဆိုတော့ကျွန်တော်ချင်းလူပြောဒီကမညီညွတ်လို့ဒီလောက်ဖြစ်ဒီလိုဒီအခြေတွေထိဖြစ်လာတာပဲကြည့်ကြည့်လေဥပမာကျွန်တော်တို့အခုကျွန်တော်ချင်းရင်အောင်ကိုပြောမယ်ဆိုရင်ဥပမာကျွန်တော်အမျိုးသားနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာသူတို့ကထိထိမိမိပြောဆိုတာတွေမတွေ့ရဘူးပြီးဟိုတနေ့ရိုးမာကပြောတယ်ပလဲဝအရေးကကျွန်တော်နဲ့မဆိုင်ဘူးတဲ့ပလဲဝကလူတွေကပဲဟိုဒါဟိုလုတ်ဆောင်လိမ့်မယ်ဆိုတော့အဲ့ဒီစကားတွေကကျွန်တော်ချင်းလူမျိုးတစ်မျိုးဖြစ်ပြီးခါမှာပလဲဝအရေးကိုငါတို့နဲ့မဆိုင်ဘူးပလဲဝကပဲလုတ်လိမ့်မယ်ဆိုတဲ့စကားတွေကတော့တအားကြီးကလေးကလာစားလို့တဲ့စကားလို့မြင်တယ်ပလဲဝလည်းချင်းပဲမင်းသားလည်းချင်းကမလည်းချင်းမတူပြီးခါတန်တလာအားလို့ချင်းလူမျိုးအရေးဟာချင်းပြည်အားလုံးရဲ့ချင်းလူမျိုးအားချင်းပြည်အရေးဟာချင်းလူမျိုးအားလုံးရဲ့အရေးဖြစ်တယ်ဆိုတော့လူကြီးလူကောင်းတဲ့အနေနဲ့စကားပြောစီချင်တယ်ဘာဖြစ်လို့ဆိုတော့ခွေးဝန်းတောင်အီးလေပြတဲ့စကားမျိုးတွေပြောတဲ့ဟာတော့လူကြီးလူကောင်းတွေပြောရေးဆိုဖို့မရှိမှာပေါက်ပန်း40ပြောတဲ့အလုပ်တွေကတော့လုံးဝမပြောစေချင်ဘူးအဲ့ဒါတွေဘာကိုဥတည်တယ်လဲဆိုတော့နော်မင်းတို့ဘလက်ဝါဒီတူမြအေးရဲ့နိုင်ကျင်တာကြင့်မစေဘောမင်းတို့မလုံနဲ့မင်းတို့ခံမို့ဆိုတဲ့ဟာအဲ့လိုပေါ့ဟာခွေးဝန်းတောင်အီးလေပြတဲ့စကားတွေပြောတာတော့ကျွန်တော်လုံးဝကျွန်တော်မကြိုက်ဘူးကျွန်တော်အမျိုးသားရေးကိုလုံးဝထိခိုက်နေတာစေတဲ့စကားပြောဖြစ်တဲ့တော့ကျွန်တော်တို့လုံးဝကကွက်တယ်လုံးဝမပြောစေချင်ဘူးအခုပြောချင်တာကရှမ်းပြည်တဲ့အခြေတွေကိုကြည့်ပြီးကျွန်တော်ချင်းလူမျိုးတွေပြန်ပြီးမှစီးလို့စေချင်တယ်ဒါအမျိုးသားရေးနဲ့ပတ်သက်ပြီးပြောတာပါအခုကျွန်တော်တို့ဘာလို့ကွဲပြဲနေမှာလဲကျွန်တော်ချင်းပြည်နယ်မှာဘာဒီမြတ်မယ်မိုးစရာရှိလဲနော်အကုန်လုံးစီးလို့တဲ့တစုတစည်းတဲ့တော့မဒီလောက်လည်းနာမယ်ပြက်ပြီကွာဥမအခုချင်းလန်းကောင်စီရှိတယ်ကွာကျွန်တော်တို့မကြိုက်ဘူးလားတော်လိုင်းရေးနဲ့မဆိုင်ဘူးဒီချင်းလန်းကောင်စီကတော်လိုင်းနဲ့မဆိုင်တာဖြစ်တဲ့တော့ကျွန်တော်တို့မကြိုက်တာရှိတယ်ထွက်တော်ရှိတယ်ထွက်တော်မှာပြုတ်ပြမယ်ပြောလဲမယ်ဖယ်ရှားမယ်နော်မကြိုက်တဲ့လူကြီးရှိလဲဖြုတ်မယ်နော်နေရဖဲမယ်ဘယ်သူတွေတက်မလဲနောက်ကြတော့ကျွန်တော်ချင်းလူငယ်တွေလူငယ်လူရွယ်တွေပဲတက်မလေချင်းလူငယ်လူရွယ်တွေပဲအနာဂတ်မှာကောင်းဆောင်တွေဖြစ်လာမလဲအခုချင်းလူငယ်လူရွယ်တွေကအနာဂတ်မှာကောင်းဆောင်ဖြစ်လာတဲ့လူကအခုကကိုယ့်ဟာကိုချင်းလူမျိုးမှချင်းလူမျိုးဖြစ်ပြင်ကိုယ့်ဟာကိုချင်းလူမျိုးမှမသိနော်ကိုယ့်အမျိုးသားရေးကိုကိုယ့်အင်အားနဲ့ကိုယ့်လူမျိုးနဲ့မတီဆောက်ရကောင်းမှမသိနော်ကိုအေးမအေးဆိုတော့ကျွန်တော်တို့ချင်းအမျိုးသားရေးကိုဘယ်လိုတီဆောက်မလဲကဲ CIA ကိုမကြိုက်ဘူးထားပါโอเค CIA လည်းမရှိတော့ဘူး CIA မရှိတော့ထားလိုက်ဒီလိုကိုလူမျိုးတော်မှာကိုအမျိုးသားရေးတော်မှာစကားလေးနဲ့တော်မှာမဟိုမကကွယ်နိုင်တဲ့လူက CIA မရှိတော့တဲ့ချိန်ကတော့ဘယ်သူတော့ဘလို့တော့စီမှာမလားဘလို့တော့အုပ်ချုပ်မလဲနော်ကျွန်တော်တို့အုပ်ချုပ်ရေးဖွဲ့တာတော့မှ AA ကိုဆက်ထိုင်ခိုင်းပြီးလှုပ်တဲ့လူတွေကကျွန်တော်တို့ဟို CIA ကိုဖြုတ်မရှိကောင်းမဲ့ထွက်တော့ပါပြောတယ်ထွက်တော့ပြီကဲထွက်တော့လိုက်ပြီဒီလိုပုံစံမျိုးနဲ့ငါတို့ချင်းပြည်နယ်ကိုဘယ်လိုဥဆောင်မလဲနော်ငါကချင်းလူမျိုးပါဆိုတဲ့ခါယူချက်တော့မရှိပဲတဲ့ကျွန်တော်တို့ချင်းအမျိုးသားရေးကိုဘယ်လိုဆေးဆောင်ပြီးမှဆောင်ရွက်သွားမလဲအဲ့ဒါပဲမေးချင်တယ်ကျွန်တော်ပြောချင်တယ်တုံးသက်ပြတာအထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ခုနပြောတဲ့ထဲမှာဒီရှမ်းမြောက်တွေကအခုနဆရာပြောတဲ့တိုင်ပဲသူတို့ကတော်တော်လဲသူတို့ကပဲနေရယူထားတယ်ပြီးတော့အခုလောလောဆယ်မှာဒီလာရှုကိုကိုပိုင်နေမယ်အထူးဒေတာတိနဲ့သူတို့တတ်မှတ်ချင်တယ်အထူးဒေတာတိကဒီ MNDA ကိုကန်တွေဖြစ်နေတယ်ဆိုတဲ့ခါကျတော့သူတို့ကိုကန်တွေကဒီအထူးဒေတာတိအဖြစ်တတ်မှတ်ပြီးတော့မြို့တွင်းအောက်ချုပ်ရေးတွေကိုစီလိုက်ရင်အခုနဆက်ပြောတဲ့ဒီတအားတော့ဘာတော့တကယ်ရှမ်းဖြစ်တဲ့ SSPP SSA တော့ကတော်တော်လဲရွာလေတော့မှာဒီအရာတွေကဝေးပေးတဲ့တွေ့ကြောင့်ပေါ့နော်သူတို့ဝေးပေးလို့အရင်ကရိကနဲ့မစီလုံးမငီငွတ်လို့အမျိုးသားကြီးမှာတကယ်ဒီမမဲ့ရစ်တီပြီးတော့အထိုင်ကျမနေမိတဲ့ခါကျတော့ဒီလူမျိုးအခြေအနေရောက်ရှိလာတာဖြစ်ပါတယ်ဒီဟာတွေကမီဒီယာကြီးမှာလည်းကျွန်တော်တို့တွေ့မြင်ထားတာဖြစ်ပါတယ်ဆိုတော့သူတို့လူပဲကျွန်တော်တို့ချင်းတွေလည်းအခုလိုဒီအဖြစ်ပြက်တွေကိုကြည့်ပြီးတော့စူစီတင်ပြီးဆိုတာတေချာတယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာဒီလိုမျိုးစူစီဖို့ကဘယ်လို
လောက်ရင်အများအပြည့်ပြန်လေစုစည်းနိုင်ပြီးတော့ဘယ်လူနီလာနာဖြင့်ကျွန်တော်တို့ခုနအပြန်ယူနိုင်မလဲဆိုတဲ့နီလာဆရာအမြင်ပေါ့နော်လောလောဆယ်တော့တေချာတာကတော့ကျွန်တော်တို့အခုချိန်မှာစုစည်းတင်ပြီးမစုစည်းရင်ကျွန်တော်တို့မြင်တဲ့အတိုင်းပဲရှက်မြို့ပုံစံဖြစ်နိုင်တယ်ဒီချိန်မှာကျွန်တော်တို့စုစည်းဖို့ကဥပမာCC ဘက်ကိုအကုန်သွားမလား CB ဘက်ကိုမဟုတ်ရင်တခုပဲသွားမလားပေါ့နော်နှစ်ခုကိုမကင်ပဲနဲ့တခုခုကိုရွေးပြီးတော့သွားတင်ပြီလားပေါ့နော်အဲ့ဒါဘယ်လိုမြင်တယ်လဲဟုတ်ကျွန်တော်တို့မှာမစုစည်းတင်မို့လားဟောမညီညွတ်တင်ပြီလားဆိုတော့ညီညွတ်တင်တာပေါ့ဒီညီညွတ်ဖို့ရဲ့အခြေခံရဲ့စီရင်အမှန်ကဘာလို့တလဲဆိုကျွန်တော်ခဏပြောတယ်လို့ပေါ့ကျွန်တော်တို့အမျိုးသားစိတ်ဓာတ်ရှိဖို့လို့တဲ့ဒီချင်းလူမျိုးဒီချင်းပြည်သူတွေအတန်ကိုနားထောင်ရမယ်ဟိုဘက်ကနေကြည်ခါနေမှာဒီဘက်ကမလဲအဆုံးထိနားစွန်းလိုက်ဟိုဘက်တီးတင်ကနေမှာဟိုဘက်ဘလဲဝအထီကိုနားစွန်းကြည့်လိုက်ကျွန်တော်ချင်းပြည်သူရဲ့အတန်ကိုနားထောင်ရမယ်ဘယ်ချင်းလူမျိုးရဲ့အတန်ဖြစ်ငါတို့ရဲ့အမျိုးသားကြီးဖြစ်တယ်ဒီဘလဲဝရေကအရေးပဲမတူပြီးရဲ့ရေကအရေးသူထမ်းသလားတွန်းစာကြည်ခါကိုအိန္ဒိယနယ်စပ်ကချင်းနေအရေးပဲငါအရေးဆိုတဲ့လူမျိုးချင်းလူမျိုးတိုင်းရဲ့စိတ်မှာမျိုးသားရဲ့စိတ်အပြည့်ရှင်စီလုံးဖို့ကမခက်ပါဘူးလွယ်လေးပါအတိကကျွန်တော်ချင်းလူမျိုးတွေကဘယ်လိုဖြစ်နေလဲဆိုတော့အဖွဲ့အစည်းပဲဖြစ်ချင်ကြတယ်နော်မျိုးနွယ်စုနဲ့ပဲဖြစ်ချင်ကြမျိုးနွယ်စုနဲ့ပဲနေရာယူချင်ကြတာအဖွဲ့အစည်းတွေပဲနေရာယူချင်ကြတယ်အဲ့ဒါကျွန်တော်ပြောချင်တာအဲ့လိုအဖွဲ့အစည်းဆွဲပုဂ္ဂိုလ်ဆွဲနဲ့အုပ်စုဆွဲလေးနဲ့ဘလို့မှဖြစ်မှာမဟုတ်ဘူးကျွန်တော်ခဏပြောတယ်လို့ပေါ့ဥမာတောင်ပိုင်းနဲ့မြောက်ပိုင်းကိုနှစ်ချမ်းကွဲပြီးမှအောက်ချုပ်တယ်ဆိုလဲကြားကောင်းသေးတယ်အခုကဘလို့ဖြစ်နေလဲဆိုတော့ကံပလဲမှာလဲ4 5 6ဖက်မင်းသားမှာလဲ6ဖက်9ဖက်မတူပြီးမှဆိုနေ10ဖက်လောက်ကွဲတော့ဘယ်လိုကျွန်တော်တို့ကပြောနေတဲ့ကိုယ်ပဲအုပ်ချုပ်ကိုယ်ပဲပြထားခွင့်လိုချင်မလဲအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာအခုချိန်မှာကျွန်တော်အတိကစုစည်းဖို့ကလုံးဝတင့်ပြီအဲ့ဒါစုစည်းဖို့တင့်ဖို့ကဒီကောင်းဆောင်လုပ်တဲ့လူရဲ့စိတ်ထဲမှာပါရှိရမလဲဆိုတော့အောက်ခြေကတော့ကောင်းဆောင်ပြောလိုက်မှာပဲကောင်းဆောင်လုပ်တဲ့လူရဲ့စိတ်ထဲပါရှိရမလဲဆိုတော့အမျိုးသားရေးစိတ်ဓာတ်အပြည့်ရှိဖို့လိုတယ်နော်ချင်းလူမျိုးတွေရဲ့အရေးကိုနားဆော့ရမယ်ကျွန်တော်တိုးလိုင်းရေးလုပ်တယ်ဆိုတာဖိနှိပ်တာကိုမလိုချင်လို့နော်မတရားလာလုပ်တာကိုမလိုချင်လို့နော်မတရားလာကျူးကျော်တာကိုမလိုချင်လို့တိုးလိုင်းရေးလုပ်ပါတယ်ဆိုမှတော့တခြားလူကလာပြီးကိုယ့်လူမျိုးကိုဖမ်းတယ်စီးတယ်နော်ချောပေါက်ထဲတယ်နော်ကိုယ်ထဲတောင်ထဲမှာတစ်သားတွေနဲ့ဆောက်တဲ့အချုပ်ထောင်ဆိုပြီးခါမှကိုယ့်လူမျိုးတွေကိုဆယ်ကနန်းနဲ့ချီမှထဲ့ထားချုံနှောင်ထားတာတွေကိုလက်လူချုပ်ပြီးခါမှကျွန်တော်ဒီမိုကရေစီရစီဆိုတော့ကိုယ်ချင်းပဲပြန်တိုက်ခိုက်နေလို့ဘယ်တော့မှကျွန်တော်ချင်းနေမညင်ညွတ်လာမှာမဟုတ်ဆိုတော့အတိကအချက်ပြောချင်တာကျွန်တော်ချင်းလူမျိုးတွေမှာအခုချိန်မှာအမျိုးသားစိတ်အပြည့်ရှိဖို့လိုတယ်ဒီချင်းလူမျိုးတွေအတန်ကိုတကယ်ဒီထဲမှာနားထဲမှာကြားတတ်ဖို့လိုတယ်နော်အဲ့ဒါဒီပေါ့မီလီယာတွေခေါ်ပြီးမှပေါက်ကရတွေကိုချင်းလူမျိုးကိုထိုးနဲ့တိုက်ခိုက်ပြီးမှပြောဆိုတာကကျွန်တော်မျိုးသားမဟုတ်ဘူးမျိုးသားစိတ်ဓာတ်မဟုတ်ဘူးကျွန်တော်တွေ့နေပါတယ်တခါလာလဲဒီကိုချင်းလူမျိုးကိုထိုးနဲ့တဲ့သတင်းစာဆင်းလင်းပွဲတယ်တခါလာလဲကိုချင်းလူမျိုးကိုထိုးနဲ့တိုက်ခိုက်တဲ့သတင်းစာဆင်းလင်းပွဲတယ်သတင်းစာဆင်းလင်းပွဲဆိုတာလေကျွန်တော်ပြောချင်တာကကိုလူမျိုးရဲ့လုတ်ဆောင်တဲ့အဖို့အရာကိုလူမျိုးမှာထိခိုက်တာကြဆုံးတာဥမာအော်မြင်တာဆေးဆောင်မှာဘယ်လိုလုတ်ဆောင်မယ်ဘယ်လိုဒီဖြစ်ခဲ့တာဘလို့ဒီမှားယွန်းတော့ခဲ့တာဒီဘလို့ပြည်သူတွေရဲ့အတန်ကိုဘလို့ဒီဆိုတာပြောဆိုတာဒီလည်းဘယ်အဖွဲ့မှမတွေ့ဘူးတခါလာလဲအခြေပဲကြိုက်နေကြတာအဲ့ဒါကျွန်တော်တို့ရဲ့မျိုးသားရဲ့နိုင်ငံရေးမဟုတ်ဘူးအဲ့ဒါကလုံးဝအဖွဲ့အစည်းဆွဲအုပ်စုဆွဲကျွန်တော်ပြောချင်တယ်ကျွန်တော်ချင်းလူမျိုးတစ်မျိုးသားလုံးကိုတောင်းပြီးမှတွားနေတာတော့မှကျွန်တော်ချင်းပြည်နယ်ကဆေးရဲနေပါတယ်ဆိုမှအခုဟိုနာတဲ့ဖွဲ့တီနာတဲ့ဖွဲ့ဟိုနာMDF ကတည်းကဒီလောက်ဖြစ်ကြတော့ဟိုနာတဲ့စုဒီနာတဲ့စုတော့ဘလို့မှမဖြစ်ဘူးခင်ဗျားတို့ပညာသားလိုပဲဒီအလုပ်ဒီလုပ်တာစာသားလိုပဲဒီအလုပ်တာဖြစ်တဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားတို့ဒီအလုပ်နဲ့ဘလို့မှဖြစ်လာမှာမဟုတ်ဘူးနော်ပြီးခင်ဗျားတို့အထူထည့်ရတဲ့ပြည်သူတွေပဲမွဲပါခင်ဗျားတို့ဘာမှဖြစ်လာမှာမဟုတ်နော်ဥပမာနိုင်ငံရေးစပွဲဝဲပေါ်မှာရောက်လာလဲချင်းပြည်နယ်ဟာချင်းပြည်နယ်ပဲနော်ဥပမာဘုဒ္ဓမမေမလာပြည်နယ်နော်ဒီဟိုဟာပြည်နယ်တော့မောင်ဖြူအုပ်ချုပ်ရဲ့အဖွဲ့မောင်မဲအုပ်ချုပ်ဆိုတော့မရှိဘူးဆိုတော့ပြောချင်တာအခုနာပြောတယ်လို့ရှမ်းမြောက်ကနည်းနည်းထည့်ပြီးပြန်ပြောမဆိုဒီ
ရှမ်းလူမျိုးတွေကဒီ MMDA တွေကိုဟိုမခွဲမပေးမချင်းဟိုရှမ်းလူမျိုးရဲ့တပုံပဲပြည်ထောင်စုအစိုးရကလည်းဟေးငါတို့ပြည်ထောင်စုအစိုးရပဲ MMDA တွေကိုဒီပိုပဲအိုးချိုးကိုခွဲပေးသားဆမ်းပြည်နယ်တဲ့ခွဲလို့မရဘူးနော်ခွဲပေးလို့မရဘူးနော်ဒီဆမ်းပြည်နယ်ရဲ့ဟိုခွင့်ပြုချက်မရှိဘဲတဲ့ပြည်ထောင်စုအစိုးရလည်းခွဲခွမရှိဘူးနော်ပြည်နယ်ဆမ်းပြည်နယ်အစိုးရလည်းခွဲပေးဝင်ကိုမရှိဘူးပြီးကျွန်တော်ချင်းပြည်နယ်မှာထုံနေလကောင်းပဲနော်ချင်းပြည်ဆိုတဲ့ဟာနဲ့ပဲတွားမှာဒီဥမာအခုနပြောတယ်လို့ခွဲထုတ်တဲ့ဟာဒီနော်ဟိုဘက်မန္တနိုင်ငံထူထောင်မှာပြောတဲ့ဟာဒီဘောအနိုင်ငံတရားနိုင်ငံထူထောင်မှာပြောတဲ့ဟာဒီသူ့မှာအင်အားဘလောက်ကောင်းကောင်းဘလောက်ပဲလုဆောင်နေသူ့နေတဲ့နေရာကိုဖွံ့ဖြိုးတိုးတဲ့တိုက်တီခုနထရှစ်ထအထတဲ့ဆရာဒီနော်ကတရားလာနေဖြုံဖြူးနေအောင်လုပ်ပြီးမှဘလောက်ပဲလုပ်လို့ငါတို့ချင်းပြည်သူကနော်သူ့ကိုပဲအုပ်ချုပ်ခွင့်တော့မဟုတ်ပြည်နယ်ခွဲထုတ်ကိုချင်းလူမျိုးကမပေးမချင်းဘယ်တော့မှမရဘူးဆိုတော့ကျွန်တော်ချင်းလူမျိုးတွေကိုပြောချင်တယ်အတိကကျွန်တော်ချင်းဆိုတဲ့စိတ်နဲ့မွေးပြီးခါမှာပြန်ပြီးမှခုချိန်မှာစီးလုံးသိမ့်ပြီလို့ကျွန်တော်ပြောချင်တယ်ကျေးဇူးတင်တယ်ဆရာသူပဲကျေးဇူးတင်တယ်ဒီညတုံးတက်ပြတာအရန်ကိုကျွန်တော်ကိုတိုင်ခွင့်အားရတယ်ပြီးတော့နားထောင်တဲ့လူတွေလည်းတော်တော်လည်းအကျိုးအများကြီးရှိခံစားမယ်လို့ကျွန်တော်ယူဆတယ်နောက်မှလည်းဒီဗီဒီယိုကိုကြည့်စုမဲ့လူတွေကပြန်ကြည့်စုမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုကတော်တော်လည်းဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ချင်းပြည်အရေးအမျိုးသားရေးနဲ့ပတ်သက်ရင်ဒီညဆရာတုံးတက်ပေးထားတာကတော်တော်လည်းအတိတ်ပဲလေးနဲ့တည်းပြီးတော့ပါဝင်ပြီးတော့ကြည့်စုပေးတဲ့ sharing အဖြစ်ပါဝင်ကူညီပေးတဲ့မိတ်ဆွေတွေလည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီညရဲ့ကျွန်တော်တို့ပြောချက်တွေကကျွန်တော်မထင်တာထက်ကိုတော်တော်လည်းအထက်ကိုကျွန်တော်ရရှိတယ်လို့ကျွန်တော်ကတော့ယူဆတယ်အထူးပဲကျေးဇူးတင်တယ်ဆိုတော့အခုကကျွန်တော်တို့ပြောရင်းနဲ့တနာရီတော့ရောက်တော့ပြီဆိုတော့ဒီနောက်ဆုံးပိုင်းမှာတွားကြည့်မယ်ဆိုတော့အစိုးပိုင်းလုံးကကျွန်တော်တို့ပြောတယ်လို့ပဲ social media ကတော်တော်လဲဒီတော်လှန်ရေးအတွက်အလုပ်ဖြစ်တဲ့အတွက်ကြောင့်ဆရာဖက်ကလည်းဒီအေအကြောင်းမှာအစချင်းအမျိုးသားရေးအကြောင်းတွေလည်းတော်တော်လေးပြုတ်ခဲ့ပြီးတော့new တွေလည်းတော်လည်းပြုတ်ခဲ့ပြီးဒီထဲမှာဒီကျွန်တော်တို့ချင်းပြည်သူတွေကိုအမှားစကားလည်းဘာတွေများပေးချင်တယ်လေပြီးတော့ကြည့်စုတဲ့မိတ်ဆွေတွေသူ့ကိုဆက်သွယ်ချင်တယ်ဆိုရင်ကျွန်တော်ကိုလည်းဆက်သွယ်လို့ရတယ်ဒီမန်မှာလည်းရေးလို့ရတယ်ပြီးတော့အထူးသဖြင့်သူ့ကိုဆက်သွယ်ချင်လို့အဆက်သွယ်မရခဲ့ဘူးဆိုရင်ကျွန်တော်ကိုလာမေးပေးပါအခေါင်ကျွန်တော်ကပူပေးမယ်အမေတာဆက်သွယ်လို့ရတယ်သူကိုတိုင်လည်းဒီနောက်ဆုံးအနေနဲ့ဟိုစာပြည်သူတွေကိုအမစကားပြောတဲ့ချိန်မှာဆရာရဲ့ channel တွေကိုလည်းပြုတ်ပြပါဒီနားထောင်တဲ့လူတွေကလည်းပြန်လေပြီးတော့နားထောင်နိုင်အောင်ဆရာရဲ့ channel ကို like တွေ follow တွေလုပ်ပြီးတော့ဆရာရဲ့ပြောစတန်ကိုသူတို့ပြန်လေပြီးတော့နားထောင်နိုင်အောင်ပေါ့နော်ပြီးတော့တုံးသက်ချစ်တွေတိတ်ကောင်းတယ်ဟုတ်တယ်ကျေးဇူးတင်တယ်သူကတော့ဘယ်လိုပြောတယ်လဲဆိုရင်တုံးသက်ချစ်တွေတိတ်ကောင်းတဲ့အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ live လွတ်တာကအစကနေလဲပါတဲ့လူရှိတယ်လို့နောက်ဆုံးမှလည်းဝင်တဲ့လူရှိတဲ့အတွက်ကြောင့်ဒီ live ကတခါတလေကျွန်တော်တို့ပြောပြီးသားစကားကိုလည်းထက်တခါတလေပြောရချင်းဖြစ်တယ်အကြောင်းရင်းကဒီအချိန်တွေကမတူဘူးအားတဲ့အချိန်လည်းမတူတဲ့အတွက်ကြောင့်ဒါပေမဲ့နောက်မှဒီဗီဒီယိုကိုအစကနေကြည့်ချင်နေဆိုရင်နောက်မှပြင်လေပြီးတော့ကြည့်စုလို့ရတယ်ဆိုတော့ဒီဆရာကမှစကားပြောမယ်အဲ့ဒီထဲမှာမေးခွန်းတွေရှိရင်မေးပေးကြပါနောက်ဆုံးအနေနဲ့ဒီဆရာအမစကားပြောတဲ့ချိန်မှာမေးခွန်းရှိရင်ကျွန်တော်ကြည့်ပြီးတော့မေးပေးနိုင်ဖို့ရကြိုးစားပေးမယ်ဆိုတော့ဒီချင်းပြည်အမျိုးသားအရေးရခိုင်တွေအကြောင်းမှအစပြောလာခဲ့တဲ့အထဲမှာဘာကိုအခြေအနေဆုံးဖြစ်တယ်လဲပြီးတော့ပြည်သူတွေကိုထပ်လောင်းပြီးတော့ဘာမှချင်းတယ်လဲဆိုတာအဲ့တော့ဆုံးအနေနဲ့ကျွန်တော်ပြောရမှာလား
ဟုတ်ကဲ့ဒီဆီယာပြောတဲ့အဲမှာဒီချင်းပြည်အမျိုးသားရေးနဲ့ပတ်သက်ပြီးတော့ပြောလာခဲ့တာကြာပြီပြီးတော့အေးတက်တော်တွေချင်းပြည်မှာလာရှုပ်မွေတဲ့အကြောင်းတွေပြောလာခဲ့တာကြာပြီဒီအဲမှာဘယ်လောက်ထိတရုပ်မှုရှိတယ်လဲပေါ့နော်ဘယ်လောက်ထိအားရခြင်းနဲ့မှုရှိတယ်လဲပြီးတော့ဒီလိုပြောတဲ့အဲမှာနောက်ထပ်ပြီးတော့ချင်းပြည်သူတွေကိုဘလူးဆက်တဲ့မျိုးမွေးစေချင်တယ်လေဘာစကားများမှာချင်တယ်လေပြီးတော့ဆရာရဲ့လက်ရှိအသုံးပြုနေတဲ့ Facebook page တွေဆရာကိုဆက်သွယ်နိုင်မဲ့အရာတွေပြောလို့ရတာဟာတွေပေါ့နော်အဲ့ဒါကိုနောက်ဆုံးအနေနဲ့အဲ့ဒီထဲမှာchatထဲမှာမေခွင့်ရှိမေခွင့်မရှိတော့ဘူးဆိုရင်ကျွန်တော်ကပဲပြန်ပြီးတော့အဆုံးသတ်ပေးမှာဖြစ်ပါဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်ချင်းပြည်သူတွေကိုကျွန်တော်ရဲ့ like တွေကိုအများအားနားထောင်ပေးတယ်ကျွန်တော်ချင်းပြည်သူတွေကိုကျွန်တော်ရမ်းပဲကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဆိုကျွန်တော်တို့2016ကစပြီးကျွန်တော်ချင်းလူမျိုးအရေးကိုပြောလာတဲ့ချိန်မှာကျွန်တော်ရဲ့ like ကိုကြည့်တဲ့လူကတကယ်လူတကယ်များပါတယ်ကျွန်တော်ချင်းတင်ထဲမဟုတ်ပါဘူးလူမျိုးပေါင်းစုံကကြည့်ပါတယ်ထောင်ကနန်းတောင်ကနန်းတိန်ကနန်းတန်းကနန်းအထိကြည့်ပါတယ်အဲ့ဒါအခုချိန်ထိ9နှစ်အထိလုံးဝကြဆင်းသွားတာမရှိဘဲနဲ့ပြည်သူတွေအားပေးမှုကိုကျွန်တော်ရလာတာဖြစ်တယ်ကိုအမျိုးသားရေးကိုပြောတာဖြစ်တဲ့အတွက်ကျွန်တော်အစမှဆိုရင်ကျွန်တော်ချင်းဒီဘလို့မှဘာသာရေးနဲ့သွားတဲ့ချိန်မှာကိုအနီးကိုရတယ်အေးချမ်းပဲနေရတာဖြစ်တယ်နိုင်ငံရေးကိုစိတ်ဝင်စားကြဘူးကျွန်တော်ချင်းလူမျိုးတွေခံရပေါ်များလို့ကျွန်တော်ကပြောပါများလာတဲ့ချိန်မှာချင်းလူမျိုးတွေအများအားဖြစ်တော့စီးလုံးလာတာတွေ့ရတယ်စီးလုံးလာတာတွေ့ရတာဟိုပင်္ဂလားဒေ့ရှ်နယ်စပ်ကနေတဲ့ချင်းလူမျိုးတွေဆိုရင်ကျွန်တော်လည်းအများအားအချစ်ဆက်ရတယ်နော်အခုတော့တင်းရဲ့အကောက်လည်းပြက်ဝါကောက်ဆယ်လီလည်းပြက်စွန်ရဲ့အကောက်လည်းပြက်တယ်ဆိုတော့သူတို့ကအချစ်ဆက်မရတော့သူတို့ဘလူအေကစခန်းကိုတပတ်မှ2ရက်လောက်ခိုင်းနေဆိုတဲ့အစားကျွန်တော်အများအားသတင်းယူတယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့ချင်းလူမျိုးတွေကိုတွေပြောလို့အများကြီးစီးလုံးလာတာရှိတယ်လို့ကိုတွေပြောလို့ကျွန်တော်မုန်းတယ်လို့လဲတယောက်စားနှစ်ယောက်စားရှိလိမ့်မယ်အများအပြည့်တော့ကျွန်တော်ချင်းလူမျိုးတွေစီးလုံးတာရှိတယ်စီးလူမျိုးအရက်လာရင်စာရေးပါမရေးမလားနော်မတရားတာမြင်ဆိုရှယ်မီဒီယာပေါ်မှာတစ်ကြောင်းနှစ်ကြောင်းလေးရေးတင်မလားနော်ကျွန်တော်ချင်းလူမျိုးနဲ့ပတ်သက်ပြီးပြောဆိုကြတဲ့အချိန်မှာကျွန်တော်မကြိုက်ရင်မကြိုက်တဲ့အကြောင်းရေးပါကြိုက်ရင်ကြိုက်တဲ့အကြောင်းရေးပါဒါကျွန်တော်လူမျိုးတစ်မျိုးရဲ့အခွင့်အရေးဖြစ်တယ်နော်မစစ်ပေးဒုက္ခတွေဘယ်လိုဖြစ်တယ်ဆိုတော့ကျွန်တော်ချင်းလူမျိုးတွေကမရေးပါပြောပါဆိုပါနော်ကျွန်တော်ချင်းလူမျိုးတွေကဘသူ့ကိုဖမ်းလို့အေးရဖမ်းလို့ဘာဖြစ်လို့အချုပ်ထဲလို့ရိုက်လို့နှစ်လို့ဘလို့လို့ဆိုရင်ကျွန်တော်ချင်းလူမျိုးတွေရဲ့အရေးဖြစ်တယ်ဆိုကျွန်တော်ချင်းလူမျိုးတွေပြောပါမပြောဘဲနေရင်သူတို့ကဘာမှမပြောဘူးမပြောဘူးဆိုတော့အတိစင်းနဲ့ဒီကောင်အဖမ်းခံရတဲ့အရေးနဲ့ကနဲ့ပိုးပြီးသူကနာဖို့ပဲရှိတယ်ပိုးပြီးဆေးသိုးလာလိမ့်မယ်အတိကကျွန်တော်ချင်းပြည်သူတွေမှာချင်တာကအတိကကျွန်တော်ချင်းလူမျိုးအရေးကိုတန်းနိုင်တယ်လို့တစ်ကြောင်းပြနှစ်ကြောင်းပြရေးပါအခုခေတ်မှာစံသားတော့ပြမယ်ခေတ်မဟုတ်တော့ဘူးဆိုရှယ်မီဒီယာပေါ်မှာနိုင်ငံတကာရောက်နေတဲ့ကိုယ့်လူမျိုးကိုဒီဆိုရှယ်ဖုန်းတစ်လုံးနဲ့စုစည်းလို့စကားပြောရတဲ့အချိန်မှာဒီပါစဟာလူမျိုးတစ်မျိုးအတွက်ဒီပါစကအင်မတန်မှအရေးကြီးတာဖြစ်တဲ့အတွက်ပြောစရာစီပြောရေးစရာစီရေးပါစီးလုံးမှုကိုအတိကဖြစ်ပါမကောကဘာမှမတတ်နိုင်တော့မှဝင်တတ်နိုင်တဲ့လူကဝင်နဲ့ထောက်ပံ့ကွာအမျိုးမျိုးပေါ့ကွာကျွန်တော်တို့ဆိုတော့ကိုယ့်အမျိုးကိုယ့်ပါစားတဲ့ကိုယ့်အမျိုးသားရေးကိုတကယ်တန်ဖိုးဖြတ်လို့မရအောင်မပါဝင်လာတာဖြစ်တယ်ပြီးတော့အနေချင်းရှိသေးတဲ့ကျွန်တော်တို့ချင်းတွေကိုပြောချင်တာကနော်ဘာမှတချို့စားလည်းမဖတ်ဘူးဘာတစ်ခုမှလည်းမလေ့လာဘူးအခုချင်းချင်းတချို့ချင်းတွေအနေစုလေးပေါ့ကြောင်တောင်ကန်းတန်းရှိသေးတဲ့ချင်းတွေရှိတယ်ပြီးတော့တော်လိုင်းရေးလုံးနေတဲ့ချိန်မှာနော်ကိုအမျိုးသားရေးနဲ့သွားနေတဲ့ချိန်မှာတွေးကွဲစီမဲ့စကားတွေပြောနေတဲ့ချင်းတွေတွေ့နေရသေးတယ်ဥပမာကျွန်တော်တခုပြောမှဆိုရင်ကျွန်တော်ချင်းဆိုရှယ်မီဒီယာပေါ်မှာကျွန်တော်ခဏချင်းပြည်နယ်ကိုအုပ်ချုပ်တာဟာချင်းဒီကပဲချင်းပြည်နယ်ကိုအုပ်ချုပ်တာဒါချဲပြောတယ်တောင်ပိုင်းနဲ့မြောက်ပိုင်းသူတို့ခွဲတဲ့စကားတွေပြောတယ်ကျွန်တော်ကချင်းဘက်ကိုပါပြီးပြောတာမဟုတ်ဘူးချင်းတစ်မျိုးသားလုံးကိုပါတာဖြစ်တယ်အဲ့လိုပြောချင်းအပြီးငါတို့ချင်းလူမျိုးတွေကတွေးခွဲစေတယ်အမျိုးသားရေးစိတ်သက်ပြက်ပြားစေတဲ့စကားတွေအရေးသားတွေဖြစ်တယ်ဆိုတော့မပြောနဲ့မပြောရဘူးကိုအမျိုးသားရေးကိုပြောနေကမင်းသားချင်းငါကကံလက်ချင်းဆိုတဲ့စကားမပြောနဲ့ကိုချင်းလူမျိုးမှာတွေးခွဲစေတယ်ဖြစ်တဲ့တော့ဆိုးကြပဲဖြစ်တယ်ဆိုမပြောရဘူးပြောတယ်ကျွန်တော်ချင်းဒီကပဲခြားကချင်းတွေပဲလူကြီးလုပ်တယ်ဟိုအလုပ်တယ်တရားလုပ်တယ်ပြောကြတယ်အဲ့မှာကျွန်တော်ပြောပေးလိုက်တယ်နော်
ကျွန်တော်တို့1948ကနေစပြီးခါမှာ1948ကစပြီးမှဒီ2026အထိပဲကြန့်ခိုင်ရဲ့ခေတ်ပဲပြောမယ်2016အထိပဲအဲ့ဒီမှာကျွန်တော်ချင်းပြည်နယ်ရဲ့ထိတ်တန်းလူကြီးတွေပေါ့ရာဟွာပေါ့နော်ချင်းပြည်ဝန်ကြီးချုပ်တွေကိုကျွန်တော်ပြောတယ်အဲ့မှာတော့1959ခုနှစ်မှာဒီကျွန်တော်ဟာခချင်းလူမျိုးကတက်ရောက်ပဲရှိတယ်ကျွန်တော်ချင်းလူမျိုးမှာဟာချင်းလူမျိုးချင်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ပဲရှိခဲ့တယ်ကျန်တဲ့လူမျိုးအားလုံးကနော်အခု2026အထိကဟိုဘသူတွေကလုပ်တယ်တီးတိမ်ကအများဆုံးနော်မတူပြီးများတယ်မင်းသားများတယ်အဲ့ဒါပြောတဲ့ချင်းကတော့ဗတိကကျွန်တော်ကံမလက်ချီတယောက်ကပြောတယ်ဘာလို့ပြောလဲဆိုတော့ခမရတဲ့သမင်းအသက်ကြီးပြီးမှတဲ့သမင်းစားတာအုံနောက်မရှိဘူးတဲ့အလကားဖြစ်တယ်တဲ့ဘာဖြစ်တယ်ရာဖြစ်တယ်တဲ့ပုဂ္ဂိုလ်တွေတက်ခိုက်ခပြဘာလဲတဲ့မြောက်ပိုင်းဖက်ပါဒလားပါဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောတာညတော့လဲလို့မကြော်တာတကုံဆဲပလိုက်တယ်ကျွန်တော်ကံမလက်ချင်းနော်ကျွန်တော်ကံမလက်ချင်းမှာပြီးကျွန်တော်အမျိုးတွေဘာမှဆဲပြားမတာနဲ့ကောင်းနေပေါ့ကိုတွေပြောတာကကိုလူမျိုးမှာအမျိုးသားရေးကွဲပြားစေမယ့်စကားမပြောနဲ့နော်ကိုလူချင်းလူမျိုးတွေကိုသိစေချင်တော့1948ကနေစပြီးကျွန်တော်ချင်းလူကြီးတွေချင်းဝန်ကြီးချုပ်တွေချင်းပြည်နယ်မှာထိတ်တရရှိတယ်ပေါ့ချပြတာကိုရလာစားတဲ့ကောင်ရှိသေးတယ်အဲ့လောက်ထိပိန်းအားတဲ့ကောင်ညတော့တပြားမတန်အောင်ဆဲတယ်နော်ကိုကမှားတာပြောရင်လို့လာဖို့ခါရေးကျွန်တော်လက်ခံတယ်ချင်းလူမျိုးတွေတော့သိစေချင်လို့ဟိုတင်လက်တင်ပေးတယ်ပြောလဲပြောတာကိုလာပြီးပုတ်ခတ်နေသေးတယ်သူတို့ကစာမဖလာမလေလာလားဆိုတိတာတယ် तू ပြောသေးတာနော်တော်လာရဲ့ကာလပါတဲ့ခမရဘာဒီပြောနေတာလဲဟာဒုက္ခပဲကွာနော်အမှန်ဘလောက်ထိညတော့နိုင်ပြောတယ်လဲဆိုတော့မင်းလို့ကောမျိုးကငါဖေမွေးတချောင်းနဲ့တော့မတန်ဘူးလို့ပြောတော့ဆိုတော့ပြောချင်တာကကိုကလည်းစာမဖတ်ဘူးနော်စာမဖတ်ရင်အမှာပဲနော်မလေးလာရင်အမှာပဲဘာမှမတည်ဘူးကိုချင်းပြည်နယ်မှာ1948ကစပြီးမှချင်းလူကြီးတွေလုတ်ခဲ့တဲ့အကြောင်းရင်းမပြောနဲ့အောင်2016ကဟိုမှာကိုချင်းပြည်နယ်မှာဝန်ကြီးချုပ်တော့ဘယ်သူမှတော့မသိတဲ့ဒီလိုကိုအမျိုးတွေပါပဲခွေးတာတွေလာပြီးပုတ်ခတ်သေးတယ်ပြောချင်တာကကျွန်တော်တို့မှာအခုချိန်မှာနော်နေကမြောက်ခွဲငါကတောင်ပွဲဆိုတွေးခွဲစကားတွေပြောရမယ်အချိန်မဟုတ်ဘူးအမျိုးသားရဲ့စိတ်ဓာတ်ကိုပြောရမှာဖြစ်တယ်ပြောချင်တယ်လို့ရှိရင်တော့မပြောနဲ့နော်အမှန်တကယ်ကျွန်တော်အမျိုးသားရဲ့ခွဲပြားရေးပြောနေတယ်လို့ကြည့်လဲဘာမှဟိုလေ့လာမှုလည်းမရှိဘူးနော်ကိုချင်းကျွန်တော်ချင်းလူမျိုးရဲ့တမိုင်းကအမြင်မှမတည်ကောင်းမှမတည်တဲ့ကောင်းနဲ့ခွဲချပြီးပြောနေကြတာအဲဒါကြောင့်ကျွန်တော်ချင်းလူမျိုးတွေကိုကျွန်တော်ပြောချင်တာနော်ကိုအမျိုးသားရေးကိုလူမျိုးအတော့ကိုလေ့လာဖို့လို့တဲ့နော်ပြောဖို့လို့တဲ့ရေးဖို့လို့တဲ့ကိုလူမျိုးကကိုအမျိုးသားရေးမှာနော်ဒီပါဇက်ကအင်မတန်မှထိရောက်တယ်နော်တနက်ကံမိခါမှာဟိုပြည့်တီပြည့်ဟိုပြည့်တီပြည့်ပြည့်ရုံနဲ့ပြီးမသွားဘူးနော်ကျွန်တော်တို့နိုင်ငံရေးစပွဲဝင်းပေါ်ရောက်လဲဒီပါဇက်ပဲနော်ကျွန်တော်လူအခွင့်အရေးတောင်းရင်လဲဒီပါဇက်ပဲနော်ကျွန်တော်တို့ချင်းလူမျိုးကွဲပြားအောင်ပြောနေတာလဲဒီပါဇက်ပဲချင်းလူမျိုးစီးလုံးနေအောင်ပြောတာလဲဒီပါဇက်ပဲနော်ကိုချင်းလူမျိုးအမျိုးသားရေးထိခိုက်နစ်နာတာကိုပပြောက်သွားအောင်ပြောနေတာလဲဒီပါဇက်ပဲကျွန်တော်ချင်းလူမျိုးရဲ့အခွင့်အရေးကိုဆုံးနေတဲ့အခွင့်အရေးပြန်လည်ရရှိအောင်ပြောနေတာလဲဒီပါဇက်ပဲနော်ကျွန်တော်ချင်းလူမျိုးတွေမတရားအဖိနှိခံနေရတာပြောဖို့လဲဒီပါဇက်ပဲနော်တနလွယ်ပြီးတဆုတစိတခွဲတဲ့ဟိုနာနဲ့တဲ့ခွဲပြီးဒီနာတဲ့ခွဲပြီးဒါကဟိုပဲနော်နေလားငါလားတနနဲ့ဟိုတိပြနေတဲ့ဟိုမတရားမှုဆိုနေလားငါလားချတဲ့ဟိုအလုပ်ပဲရှိတယ်သူမတည်ကိုတည်ပဲကိုမတည်သူတည်ဒီလောက်နဲ့မပြီးကျွန်တော်တို့လူမျိုးတစ်မျိုးမှာအမျိုးသားရေးမှာဒီပါဇက်ဟာရေးမသားရေးကြီးတယ်ဆိုတော့ကျွန်တော်ချင်းလူမျိုးတွေကိုပြောချင်တယ်ကြောက်စိတ်ကိုဖယ်လိုက်ပါနော်တချို့အရစာလေးတချို့ငါတို့ချင်းနေတယ်လို့ရှိတယ်လေပြောလိုက်ဟိုကရခိုင်နဲ့ဆဲလွှဲလိုက်တာတဲ့ကြောက်သွားတာနော်ကျွန်တော်တို့ချင်းလူပြောတွေကစာလေးတကြောင်လောက်နဲ့ဆဲတာကိုကြောက်တယ်လို့ဆိုကျွန်တော်တို့အမျိုးသားရေးမှာဘယ်လိုလုပ်စီးလို့မတော့မစီးလို့နိုင်ဘူးဆဲတာတော့ကိုမကြောက်နဲ့ကိုလူမျိုးရဲ့အရေးကိုမတဲ့မနဲ့ပြောရဲဆိုရတဲ့ဟိုတတ်တိလို့ရှိရမယ်ရေးရတဲ့တတ်တိရှိရမယ်ပြီးတော့ကိုလူမျိုးမှာလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းပုဂ္ဂိုလ်တဦးတယောက်ချင်းပြီးကျွန်တော်တို့ကဟိုကိုကမပြောနိုင်မစိုးနိုင်မရေးနိုင်တော့မထောက်ခံဖို့လိုတယ်ကိုတင်ကကြတော့စာတလုံးမဖတ်ဘူးဘာမှမတည်ပဲနဲ့ပုတ်ခတ်တာတွေလုံးဝမလုပ်စေချင်ဘူးပြီးတော့ကျွန်တော်ကိုဆက်သွယ်ခြင်းနဲ့ဆိုရင်ဒီဟာက face ဖြစ်တဲ့တော့ messenger မရှိဘူးဆက်သွယ်လို့မရဘူးဟိုပါပေါ့ကျွန်တော်ကိုဆက်သွယ်ခြင်းဆိုချင်းသွေးအကောင့်မှာဆက်သွယ်လို့ရတယ်ပြီးတော့ link 9အကောင့်မှာဆက်သွယ်လို့ရတယ်ဂျာနဲ့အကောင့်တွေလည်းအကုန်လုံးပြည့်ကုန်ပြီနော်ချင်းသွေးအကောင့်မှာဆက်သွယ်လို့ရတယ် link 9အကောင့်မှာဆက်သွယ်လို့ရတယ်ပြီးတော့မုံတိုင်းဒီဟိုပါပေါ့ဒီ face နဲ့တွဲထားတဲ့မုံတိုင်း
မုံတိုင်းအကောင့်နဲ့ဆက်သွယ်လို့ရတယ်လို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ချင်းလူပြောတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီညခေါ်ထားတဲ့ဆရာတုံးတက်ပေးတဲ့ဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီညဒီလိုမျိုးဆွေးနွေးတဲ့အခါမှာကျွန်တော်တို့လက်လန်းမိတယ်လို့ဒီတော်လှန်ရေးမှာအချင်းချင်းပတ်တိတ်မှုတွေဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့တုံးတက်တဲ့အခါမှာတခြားသောတိုင်းရင်းသားကိုကန်တွေဝါတွေရခိုင်တွေကျွန်တော်တို့ရှမ်းပြည်တော့တုံးတက်တဲ့အခါမှာတခြားကိုရည်ရွယ်ပြီးတော့တုံးတက်တာမဟုတ်ပဲနဲ့ဒီလိုမျိုးတော်လှန်ရေးကာလမှာအချင်းချင်းကြမှာပွတ်တိတ်မှုဖြစ်တဲ့အကြောင်းအရာကနဲ့အကျိုးသက်ရောက်မှုတွေစူးကျူးတွေမရောက်ရှိနိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့ background ယူထားခြင်းဖြစ်ပါတယ်အားလုံးတော်လှန်ရေးတိုင်းရင်သားတော်လှန်ရေးတိုင်းကိုကျွန်တော်တို့အတူတကွအောင်မြင်စေချင်တယ်ပြီးတော့ဒီ live က Facebook တခုတည်းမဟုတ်ဘဲနဲ့ YouTube မှာလည်းတခါတည်း live နှစ်ခုလွှတ်ထားတာဖြစ်ပါတယ်ပြီးတော့ဒီအခုမြင်နေတဲ့ comment တွေကကျွန်တော်တို့လောလောဆယ်မှာဖတ်လို့မရဘူးဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကနည်းနည်းလေလူတိုင်းတွေ့ဖို့နော်အတိပေးချင်တာကဒီလိုမျိုး font ကအကောင်းဆုံးကတော့ဒီဟိုစာပီထောင်စု font ကိုတုံးပေးပါအဲ့လိုဆိုလူတိုင်းအကုန်လုံးဖတ်လို့ရတယ်အခုလောလောဆယ်တော့ကျွန်တော်မဖတ်နိုင်ဘူးခဏနေဆိုရင် font ကိုပြန်ပြောင်းပေးပြီးမှဖတ်လို့ရပါတယ်ဆိုလိုတာကဒီအကူကြီးအတွက်ကတော့ဝန်ထတောင်းကျဲဝိုင်ငမ်အတွက်ကတော့အရှင်ပြမှာပါဒါပေမဲ့တခြားသောသူတွေအတွက်အရှင်မပီခဲ့ဒီရှိတော့ဒါတွေကတော့ဒီcomment ပေးထားတဲ့ဝန်ထကျဲဝိုင်ငမ်အတွက်ပြောတာမဟုတ်ပဲနဲ့တခြားသောသူအားလုံးအတွက်ပေါ့နော်ကျွန်တော်မြန်မာစာရေးတဲ့အခါမှာဒီပီထောင်စုဖွင့်သုံးရင်အကုန်လုံးရှင်ပြတယ်လို့အဲ့ဒါလည်းဘဟုတုတအနေနဲ့အားလုံးသိအောင်ဒါစေတနာနဲ့ပြောတာပါဘာကြောင့်လဲဆိုတော့အားပေးတဲ့တွေ့ကြောင်းပြီးတော့ဒီလိုမျိုးအဖြစ်တခြားသောကျွန်တော်တို့သူငယ်ချင်းတွေကလည်းဘဟုတုတရအောင်ဆိုပြီးတော့ကျွန်တော်ပြောချင်အားလုံးကိုကျေးဇူးတင်တယ်ဒီ YouTube မှာ Facebook မှာတခါတည်းဒီလို live ထားတာဖြစ်ပါတယ်အခုလိုတုံးတက်ပေးတဲ့ဆရာကိုလည်းအထူးပဲကျေးဇူးတင်တယ်သူဟာဆိုရင်ခုနကျွန်တော်တို့ခဏပြောလို့ရှိတဲ့အတိုင်းပဲမေတ္တာဆရာထက်တန်စွာကျွန်တော်တို့ချင်းပြည်ရဲ့အမျိုးသားရေးအတွက်ကြွရေဝံဝတ်ရေချွန်ပါဝင်တဲ့တကယ်ချင်းအမျိုးသားရေးမှာအကူထိုက်တဲ့ဆရာတပါးဖြစ်တယ်သူတို့ကြောင့်အထူးပဲကျေးဇူးတင်တယ်ဒီဗီဒီယိုကို comment အဖြစ် like အဖြစ်ပါဝင်အပေးရမယ်ဆိုတော့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့အားလုံး good luck ပါ good night ပါအားလုံး bye bye မန်တာ good night see you okay ဆိုတော့ဒီ live ကတော့ဒီလိုနဲ့ပဲကျွန်တော်တို့ဒီညအဆုံးသတ်တော့မှာဖြစ်ပါတယ်နောက်မှာလည်းဒီကျွန်တော်တို့တုံးတက်ပေးတဲ့ slide ဒီဆရာကိုတကယ်လို့ကူတိုင်အဆက်အသွယ်မြရှိခဲ့ဘူးဆက်သွယ်ချင်းတဲ့ဆိုရင်ကျွန်တော်ဒီ page မှာဒီ like ကိုဒီ messenger ကနေအဆက်အသွယ်ပြီးတော့မေးမြန်းပါကျွန်တော်ကူတိုင်သူ့ရဲ့အကောင့်ကိုပို့ပေးပြီးတော့ဆက်သွယ်လို့ရအောင်လုပ်ပေးမှာဖြစ်ပါတယ်သူပဲကျေးဇူးတင်ပါတယ်ဒီည live ကတော့ဒီလောက်နဲ့ပဲအစီအစဉ်အဆုံးသတ်တော့မှာဖြစ်ပါတယ်အားလုံး God bless you bye bye